lì chạy luôn lộ ở lùm nhiều à chạy luôn lộ đi lô quế đi à rồi sao mà gì bu bê gì lúc này sòng lại không nèจะมาจะแพ็กกูจะอ้าหน่อยเนาะจะแพ็กกูอ้าหน่อยใกล้กันชิ้นเดียวจะอ้าหน่อยจะมาเลยจะมาไม่เชื่อหรือไม่เชื่อในกิจการเนี่ยเชื่อเนาะได้ไหมอะคู่อะแต่ยังมายังใส่ในสเตจกันยังจ่อตัวบีเตรียมละถ้าพอเราจะแพ็กลูสวยเลยเอาสวยมาดิเนาะมันลีแต่แพ็กกันเก่ามากเนาะนี่น่ะเมียงามแต่กูภาษาการชงลูแพ็กกันเก่ามากโหกีบอลูเตรียมละไอ้ยังวิ่งโซนี่เลยเก่ามากฮะနောက်ပြီးတော့ဟိုပါလေဟိုနောက်ထပ်ဒရိုက်တာရဲ့မိန်းမနောက်တစ်ယောက်တစ်ဖက်ကကောင်မဆိုဒရိုက်တာမိန်းမပဲเนาะနင်တို့ကောင်မ3ယောက်ဒီမှာထိုင်နားထောင်ဘာအောက်လန်းဟာလားငါရဲ့အောက်လန်းစွမ်းမတော့လေအဲ့တစ်ဖက်ကကောင်မနင်သိနေတာကြားလာပြီနင်မဲအောက်လန်းမျိုးစုံနဲ့လောက်တာเนาะနင်မဲအောက်လန်းမျိုးစုံနဲ့လောက်တာငါလေနင်တို့အတိုင်းဝိုင်းနဲ့ဒီအမှုညာအတိုင်းဝိုင်းနဲ့ငါအပေါင်းတင်မပေါင်းနဲ့ဆိုတာငါဒီလူနဲ့ကြိုက်မှာနင်တို့အတိုင်းဝိုင်းရဲ့ကိစ္စဝိစ္စအားလုံးကြီးနင်တို့ရဲ့အတွင်းစိတ်တွေကိုသိလို့ငါဝေးမှနေတာနင်တို့ငါ့ကိုဘယ်ကျေနပ်မလဲနင်တို့လူလေကြဖြန်ကြနေရအားလုံးကြီးအကုန်လုံးငါရဲ့မျက်စိနဲ့ငါဒီလူကိုတတိပေးတယ်ပြောတယ်နင်တို့ငါ့ကိုဘယ်လို့မလဲငါအဲ့လူရဲ့ရှေ့ကတတိုင်းတစ်ခုလို့ငါကာခဲ့တာလေအဲ့လူကိုဖြတ်စားလက်စားလောက်တာအဲ့လူကိုထိုးချတယ်နှက်ချတယ်အကုန်လုံးငါကပြောခဲ့တာလေဒီလူဘာလို့ငါနဲ့4နှစ်တွဲလဲအဖေကရှင်းလေးသိလားဒီလူဘာလို့ငါနဲ့4နှစ်တွဲလဲအဲ့လူကငါရဲ့စိတ်ရင်းစိတ်ခံအတိဆုံးနင်တို့တွေမသိရဲ့အကြောင်းအရာငါတို့2ယောက်ကြားမှာအများကြီးရှိတယ်နင်တို့ပြောချင်တိုင်းပြောလို့မရဘူးအခုကေပေါ့လိုဘာလိုဆိုနေတဲ့သိရမလားဟိုစောက်ယူမဘာနင်ပို့စတင်နေနင်အကိုငါတတိရှိလို့ကိုနင်အကိုဆိုတဲ့လူကိုမန်ရှင်းခေါ်ပြီးငါရှင်းလိုက်တာလေအခုနင်ကိုဖုန်းဆက်နေပြီငါတအားနာငါတို့တရင်တနာတယ်သူ့ရဲ့မင်္ဂလာဥကာလာပါငါတကယ်မလုပ်ချင်ဘူးဒါပေမဲ့ငါရဲ့ဂုံတိတ်ခါရှိလို့ငါရှင်းရတာငါပြောပါတာဟမ်ပြောပါဦးမယ်ငါနဲ့အဲ့လူနဲ့ကြိုက်နေတဲ့ကာလတစ်နှစ်ကျော်ကာလမှာသူ့အကောင့်တစ်ဖွင့်နေအခုသူသုံးနေအကောင့်တစ်ဖွင့်နေချိန်မှာနင်ညအချိန်မတော်ဟမ်နင်စာပို့ရလေဖုန်းနေဆက်တယ်လေကိုရီးယားကနေငါတိလို့ငါ unfriend လုပ်တယ်နင်ဘာလုပ်လဲဖုန်းထပ်ခေါ်ပြီးတော့ကိုကြီးတမီးရောလေဘာလို့ unfriend လုပ်တာလဲကိုကြီးတမီးရလေကောင်မငါမသိဘူးထင်နေလားငါဖော်ရပုံပေါ်မှာနော်ငါငြိမ်ပြီးနေအကောင်းအောင်မှတ်နေတယ်ငါတစ်ဖက် main ကလေးကိုလည်းအားနာလို့ထားပါတော့ငါကိစ္စရငါပြောမှာမဟုတ်အခုငါ့ကိုဒဲလာတိုက်တဲ့ကောင်မ3ကောင်ညင်တို့တစ်စိမှငါမကြောက်ဘူးညင်တို့နဲ့တန်းစားမတူလို့ညင်တို့ငါပြန်မပြောနေရပဲရှိတစ်ဖက်ကကောင်မနားထောင်တာနော်တေးချနားထောင်တာငါဒီမင်္ဂလာပွဲကိုဖျက်ချင်တဲ့စိတ်ရှိမှတော့ငါဆော့ပြီးလုပ်ခဲ့တာကြာပြီညင်တို့ထထောင်ငါဒီလူကိုကောင်းစေချင်သေးတယ်ကောင်းရမွေငါထက်ဟုတ်တယ်ငါမကောင်းဘူးနင်တို့လည်းငါကောင်းမှလို့ငါပန်းလို့မသွေးဘူးငါမကောင်းဘူးငါတို့ကမကောင်းမနိုင်တော့ဘူးငါကောင်းပြီးနေတဲ့4နှစ်ပြီးသွားပြီနင်တို့ကြောင့်ကြားရတဲ့မဟုတ်ဘူးငါဒီလူပေါ်လုံးလိုက်ရလို့ငါကောကရက်ခွန်တီဖြစ်နေတာငါအဆုံးထိပဲငါကောင်းသွားတယ်အဲ့လူပေါ်နင်တို့မိန်းကလေးတက်ပဲငါဝိုင်းတိုက်ခိုက်တယ်နော်တစ်ဖက်ကကောင်မနင်သေးချာနားထောင်နင်ငါကို2မိနစ်တက်ပြီးတော့ပြောထားတာအကောင်ငါမှာ record ရှိတယ်နင်ကငါ66ဂါကြီးနဲ့ထည့်လို့ရတယ်သိလားငါဘာလို့မလုပ်တာလဲ
နင့်ယောက်ျားငါခင်ခဲ့ရတဲ့ရောက်လူမလို့ငါခင်ခဲ့ရတဲ့ငါရဲ့နုပညာလမ်းကြောင်းအစမှာရှိခဲ့ရတဲ့ငါခင်ရလူလို့ငါနင့်ကိုမလုပ်တာပြီးတော့နင့်သားလေးနော်နင့်သားလေးဒီငယ်ငယ်ကလေးရှိသေးတယ်နင့်ကငါလုတ်ချင်ဟိုတစ်ခေါက်တည်းငါလုတ်လို့ရတယ်သိလားနော်နင့်ကငါမလုတ်ခဲ့ဘူးဘာလို့မလုတ်ခဲ့ရလဲဆိုတော့ငါကိုချင်းစာလို့ငါမလုတ်တာငါအဲ့ကလေးကငါလက်ပေါ်မှာလေကြီးလာတဲ့ကလေးမလို့အဲ့လက်ကလေးကိုငါချီပိုးလာမအော်အဲ့ကလေးလေးမျက်နှာကိုကြည့်ပြီးတော့ငါမလုတ်တာနင့်လိုမျိုးလေဒီအနုပညာလောကထဲမှာရှိနေတဲ့လူအလုံးနဲ့ပတ်ကိုက်ပတ်ရန်ဖြစ်နေတဲ့လူနင့်ကငါအခုပြောရငါပတ်စံငါတနာသိလားနင်တို့တစ်ဖက်တန်းကောင်းကောင်းငါဘာကိစ္စပြောရမှာအခုနင်ပြောနေဟာရတမတရားကိုစိတ်လွတ်ပေါင်လို့ဖြစ်နေလို့နင်ငါပြောတာနင်ငါ့ကိုကြိုက်နေပဲငါမြင်သားပဲနင်ငါဘာပြောလို့ဟဲ့ရှင်းရှင်းလေးနင်တို့အခုပေါင်းပြီးကြိုက်နေလို့နင်တို့ငါတယောက်တည်းပြန်ထဲတာသိလားနင်လိုမျိုးလေဟဲ့ကြောက်သွေးပါဘာနေရဖောက်လို့နင်ဘာကောင်းမှလဲငါ့ဘာကောင်းမှနင်ထေးနေလို့လေဟမ်နင်တို့ပြောနေနင်တို့ဂိုင်းချက်ကိုတော့မကြောက်လို့ငါတက်ဖဲနေရလေစောက်ယူမှထင်နေရလားစောက်ယူမှထင်နေရလားငါ့ဟမ်အခုနော်ငါအခုပြောနေတဲ့အကြောင်းကြီးနင်တို့ main လေးတမန်ငါ့ကိုတိုက်ခိုက်နေလို့ငါပြောနေတာနင်တို့မှန်တယ်ဆိုတဲ့အကြောင်းတွားပြောလေနင်တို့ဂိုင်းချုပ်တို့တွားပြောလေသူသိတယ်အမှန်တရားအလုံးသူသိတယ်သူဘာလို့မပြောနေရလဲငါဘာလို့ခုနအဲ့ကိုကေပေါ့လို့ဘာလို့စောက်ယူမှတင်နေတဲ့ post ကိုဘာလို့နင်တို့ဂိုင်းချုပ်ငါမန်းရှင်းခေါ်ပြီးရှင်းသားဆိုငါရှင်းခိုင်းနေရလဲအဲ့လူအမှန်တရားအလုံးသိတယ်သိလားနင်တို့မိန်းမတွေဖြစ်ပြီးတော့ဟဲ့အတန်းစားစိတ်တက်နေပြောတာငါဘယ်တော့မှအဲ့လိုမိန်းမတယောက်ကိုငါမသိမနဲ့ငါမတိုက်ခိုက်ဘူးအကြောင်းသိမနဲ့ငါမပြောဘူးနင်တို့ငါ့ကိုမျက်မုံးကျိုးနေအကြောင်းလဲငါသိရလေနင်တို့ဘေးနားမှာရှိနေတဲ့လူတွေမျက်မုံးကျိုးနေအကြောင်းရင်ငါသိတယ်ဖြစ်မှာပေါ့နင်တို့လုံနေမဟုတ်တဲ့ကိစ္စတွေငါအရှိကနေထားပါတော့ငါလက်တွဲပေါ်တောက်တယ်ငါပြောပြခဲ့တယ်လေနင်တို့မုန်းတယ်လေငါ့ကိုငါဆက်ချင်မရဘူးငါသူများကိုရှေ့ဓာတ်နဲ့ထိုးတော့ငါဒဲ့ထိုးမှာငါနောက်ကျော့ဘယ်မှမထိုးငါအဲ့လိုမိမမျိုးနင်တို့မှတ်ထားနော်နင်တို့ပြောနေအောက်လန်းကောင်းတယ်ငါအောက်လန်းကောင်းတယ်ငါအောက်လန်းကောင်းမှာတော့ငါအထက်လန်းနေကောင်းမှာငါဒီလိုနေရာမှာတော့ငါအဖြစ်နေငါရွှေတောင်ကြားမှာတိုက်ဆိုင်လုံးနဲ့ငါနေပြီနင်တို့လည်းစောက်တက်တောင်ရှိတာမဟုတ်ဘူးဘာအောက်လန်းကောင်းတာမင်းကလေးတန်မယ်ဟိုပါဇက်ကိုစီကမ်းမရှိပြောတာနင်တို့အားတရားလွန်လားနော်ဘာကိုကြီးကမှန်တာလဲဘာကိုကြီးကလဲနင်တို့ကိုကြီးတို့မေးကြည့်လေငါ့ကိုဘာလုပ်ခဲ့လဲငါတခုမှမပြောဘူးအခုကိစ္စလေရှင်းရှင်းလေးငါ့ကို black page တွေနဲ့တိုက်ခိုက်တယ်ငါနေနေနင်သူ့ဟာသူမင်္ဂလာပဲဗနက်ပွဲဆောင်တော့ဘာပဲလုပ်ငါတော့မလို့ခြင်းလို့ငါတော့မဖြစ်မလို့ခြင်းဆိုငါစိတ်နဲ့ငါမဖြစ်ငါထားခဲ့တာသိလားအဲ့လူငါတရားနေရှိလို့လေငါတို့ဘာမှမလုပ်ချက်တာငါအတွက်မိသားစုဝင်လို့ဖြစ်ခဲ့တယ်လူနင်တို့ထတာငါပို့ပြီးကောင်းစေခြင်းသေးတယ်နင်တို့ခုပြောနေနင်တို့ပြောနေရဆိုတာထတာနင်တို့ထတာငါရဲ့ career တစ်ခုလုံးနဲ့ရင်းရတယ်လူအားလုံးမေးငါဘာလို့ဒီလုံးမလုပ်တာလဲအဲ့ကာရဲ့ကရှင်အတီးဆုံး तू ဒီလုံးမလုပ်တဲ့အချိန်မှာအေးနင်ရောမလုပ်ဘူးလားငါလည်းမလုပ်ဘူးနင်မလုပ်ငါလည်းမလုပ်ဘူးတူတက်ရင်တော့ငါရောနင်ရောညောင်းတက်ငါအဲ့လိုမိန်းမမျိုးသူ့ရဲ့0နဲ့မှာငါရှိခဲ့တဲ့မိန်းမသိလားနင်တို့ထပ်တာငါအဲ့လိုပိုကောင်းစေချင်သေးတယ်နင်တို့အားတရားလို့နဲ့နင်တို့ပြောနေတဲ့ဟာတွေအကုန်လုံးကတပတ်မင်းကလေးကိုနင်တို့ဝိုင်းဖိတာနင်တို့ဖော်လန်ဖားနဲ့သွားမလုံးနဲ့နင်တို့ပြောနေနင်တို့ကိုနင်တို့ခါယူဆိုတဲ့ဟာကြီးကနင်တို့ထက်ငါနဲ့အနီးကနေခဲ့တဲ့လူငါရဲ့စိတ်ဓာတ်ငါရဲ့စိတ်ရင်းစိတ်ခံပြီးနင်တို့လိုမျိုးငါအဲ့လိုစက်တင်အတွက်စိတ်မရှိဘူးမိမရဲ့စက်တင်အတွက်စိတ်မရှိဘူးသူများဖြစ်နေတဲ့အချိန်မှာဝိုင်းကိုထိုးမဲ့စိတ်ဓာတ်မျိုးမရှိဘူးငါမှာငါအပေါက်ဆိုးတယ်မှန်တယ်ငါဘသူ့မှာကပ်ဖားရဖားမလုပ်ဘူးငါလည်းငါလျှောက်တာဘသူဖောက်ခွက်မှလည်းငါမချိနိုင်ဘူးငါထမင်းတစ်လုံးကြောင်နေနော်
ငါသာနင်တို့လိုမျိုးကဖားရဖားလုပ်ပြီးတော့ခွက်ပြောက်မှကြောက်တဲ့ကောင်ကနင်တို့ဂိုင်းချုပ်ကိုငါအခုလိုငါပြောနေမှာငါပြောနေမှာမဟုတ်ဟုတ်ကဲ့ဆိုငါငင်းခန့်နေမှာငါတိတ်ခါရှိတယ်ငါသမင်းငါရှာစားနေဒီလောက်တော့လေငါရှာစားလို့ရဒီအများကြီးရှိတယ်ဟာနင်တို့မိန်းမတွေမရှက်ကြဘူးလားမရှက်ကြဘူးလားနင်တို့အဲ့လိုမျိုးကြီးလိုက်ပြောတယ်နင်တို့ကောင်းမသုံးကငါကိုအကုန်လုံးငါမသိဘူးမထင်နဲ့ငါ့ကိုစကွန်ရှော့ပို့ပြီးနင်တို့စောက်ကြောင်ပြောရလူကအများကြီးပဲဒါပေမဲ့ငါနင်တို့ဘာမှမပြောဘူးငါ live မှာပွဲရှာစောင်းရင်းပြင်းနေတယ်မှာပါတယ်ငါကယ်ပြီးငါအေးစေတယ်ငါဒီလူနဲ့ပြီးသွားတဲ့အချိန်မှာငါငါအေးစေးကောင်းကိုနေတယ်နင်တို့လောကနေတာအဝေးဆုံးကငါနေတယ်နင်တို့ကြောက်လွန်းလို့နင်တို့လောကကြောက်လွန်းလို့အခုလေပွဲကပြီးနေပြီနော်နင်တို့ချစ်တယ်ဆိုတော့နင်တို့ကိုကြီးအခုပြဿနာရှုပ်နေပြီနင်တို့စွာနင်တို့ကကာယကံရှင်တဲ့ပို့သိလားငါတို့နှစ်ယောက်အကြောင်းနင်တို့ကာယကံရှင်တဲ့ပို့သိလားနင်တို့မသိဘူးမသိဘဲနဲ့တို့အာတိမရအောင်နဲ့အာတိမရအောင်အာမချောက်နဲ့ဘာငါဖုန်းငါဒီမှာဟိုပြင်းလို့ငါဖုန်းကဒီမှာစကွန်ရှော့ပါပါလို့ငါပြန်မပြောဘူးဆိုလိုက်နင်တို့ငိမ့်ခံနေရမဟုတ်ဘူးငါသူများနဲ့အဲ့လိုဖတ်ပြောရမှာငါအရှမ်းမုန်းတယ်လာနင်တို့တယောက်ချင်းလာခဲ့ပါရိုက်မယ်ဆိုတော့ငါရိုက်လိုက်မှာငါစကားနဲ့ပြောရလူမငါလက်တွေ့လုပ်တယ်လူနင်တို့အရင်တရားလို့နဲ့တစ်ဖက်ကိုလည်းအားနာငါတော့အားလာလို့ငါညိပြီအခုငါစီကိုလည်းလှမ်းပြောတယ်ဘလို့ဖြစ်နေပြီငါတော့အကောင်းဆုံးဘလို့ပြန်ပြီးတော့ဒါကြီးတော့လောက်ရမလဲငါစဉ်းစားနေတာနင်တို့ဟဲ့ဘဟုတ်ကတည်းမျိုးစုံနဲ့နောက်ဆုံးစင်နှမ်းမရှိဘူးအောက်လန်းနေတယ်အောက်လန်းငါအောက်လန်းကောင်းနင်တို့အဲ့လိုစောင့်တက်မြင်နင်တို့လက်ကြိုးရင်ကြိုးမကြိုးသိနေလောက်ပြီအုံနောက်လေးစဉ်းစားပါဦးနင်တို့အုံနောက်ဘာလုပ်ဖို့တော့ဟမ်နင်တို့အုံနောက်မရှိဘူးလားမရှိရင်တွားချီးဦးဆိုင်မှာတွားဝယ်ပြီးတော့နင်တို့အကောင်းနဲ့အုံနောက်ထည့်ထားစကားဆိုလည်းလွတ်စပယ်မပြောရဘူးနင်တို့ဒီအတိုင်းဝိုင်းထဲမှာနေနေရလေအဆင့်နဲ့လည်းနင်တို့မရှိဘူးတကယ်အဆင့်နဲ့မရှိရနင်တို့ပြောနေတဲ့စကားတွေကနင်တို့ပြောနေတဲ့ဟာတွေအားလုံးမှန်နေရဆိုရင်နင်တို့ဂိုင်းချုပ်ကိုခေါ်ပြီးရှင်းခိုင်းငါမကောင်းတဲ့ကောင်မဆိုခေါ်ပြီးရှင်းခိုင်းဟုတ်လားနင်တို့ဒီလိုမနေတဲ့ဟာကြီးလေအဲ့လိုမနေတဲ့ဟာကြီးကိုနင်တို့ကအရင်ကောင်းတယ်ငါနော်အခုနင်တို့ပြောနေတို့ဂိုင်းချုပ်ကိုငါမကောင်းလို့တခွန်ပြောငါပေါ်မှာအရင်ကောင်းခဲ့တယ်လူသူနဲ့ငါနဲ့နှစ်ယောက်ချားမှာငါသူ့ကိုဘလောက်စိတ်ဆိုးငါပေါ်ကောင်းနေငါပေါ်မှာမိသားစုဝင်လို့စိတ်နဲ့ငါအမြင်ခွင့်လုပ်ခဲ့တာနင်တို့တော့မလေနင်တို့မရဲ့ post ကိုငါအခု share တယ်လေနင်တို့ဘိုင်းကိုဘိုင်းနဲ့တက်ပြီး share ပြီးတော့ငါအခုပြောတာငါမှန်လားသူမှားလားဆိုတာဟမ်စောက်ကြောင်းမသိရင်ဝင်မပြောနဲ့တို့စောက်ပေါက်တစ်ခါပိတ်ထားပြဿနာအေးစလေးပြီးပါစီလားသူများကိစ္စဝင်မပါနဲ့ငါတို့ပြဿနာတက်တယ်ပွဲတစ်ခုဖြစ်တယ်ငါအတိဖြစ်တယ်ဒါပေမဲ့ငါတို့အကြောင်းငါကောင်းတာဘာလို့ငါအဲ့တနေရာမှာငါမရှိနေငါမသိနေဘူးငါမပြောဘူးနင်တို့ဟဲ့တကယ်တရက်လွန်မိန်းမတွေဖြစ်ပြီးတော့ငါမှနော်ဟိုတစ်ဖက်ကန်းကကောင်းမနင်ငါနာမည်ဘိုင်းနဲ့တက်ထားတာငါမှရှိရနော်ငါအခုလောက်လိုက်လို့ရတယ်ငါစက်ချင်မဟုတ်ဘူးနင့်လိုမျိုးလူတကာနဲ့ပတ်ရံမဖြစ်ဘူးငါပြောရရှင်းလေးပဲငါမျက်နှာကြော်တီတင်းတယ်ငါလူတိုင်းငါရီပြချင်မှလည်းကြည်ပြမယ်ငါလူမှုဆက်ဆံရေးကောင်းချင်မှလည်းကောင်းမယ်အဲ့ငါသူများငါစောက်ချင်မဟုတ်ဘူးဟာနင့်ယောက်ျားကိုဘာလို့ရုပ်ရှင်မရိုက်တာလဲနင့်ကိုဘယ်သူပြောလဲငါကအဲ့လိုလုပ်ပါတယ်လို့နင့်ယောက်ျားဘာတွေလုပ်ခဲ့လဲအဲ့ရိုက်ကူးလေးတစ်ဖွဲ့လုံးသိရလေနင့်ယောက်ျားအရေးချင်းရှိရဆိုရင်နင့်ယောက်ျားကိုလက်တွဲမှာပေါ့ငါနဲ့ကူထားပါတော့ငါနဲ့ပြဿနာတက်တယ်ဆိုတော့နောက်ထပ် driver တယောက်ရှိတယ်သူအရေးချင်းရှိတယ်လေအဲ့နင်တို့ပြောနေလို့ခိုင်ရောက်သူနဲ့အလုံးဆက်လုပ်တာပဲရှင်းလေးပဲငါဘာလို့မှစောက်ကြည့်မရဘူး
ငါအခုချိန်မှာငါဘဝငါအေးစစ်စစ်ကောင်းကောင်းမွန်မွန်ငါနေရတာနော်နင်တို့လည်းငါမပတ်သက်ဘူးနင်တို့တောင်းလို့လည်းငါမပတ်သက်ဘူးငါအဝင်းအဝိုင်းလေးနဲ့နေတာငါဘေးနားမှာရှိနေတဲ့လူတွေအကုန်လုံးကလေငါတငယ်ချင်းတွေအကုန်လုံးက fake people တယောက်မှမပေါ့နင်တို့လိုမျိုးတည်းနင်တို့အတိုင်းဝိုင်းကြီးရလူငါလည်းဒီအတိုင်းဝိုင်းနေရလူပါဒါပေမဲ့ငါမကြောက်ဘူးငါပြောရတယ်ငါအမှန်ငါရွာပြင်ထွက်ဆိုလည်းထွက်နေမဲ့ကောင်မသိလားသူကငါစောက်ကြည့်မဆိုင်ငါမှန်နေငါဘူးငါစောက်ကြည့်တဲ့ကောင်မတွေမှာငါပါတယ်ငါလည်းငါဆိုတယ်ငါသမီးငါစားတယ်ဘသူ့မှလည်းအာရငါတိုက်ခိုက်နေဘူးငါမချင်နဲ့ငါဒဲသွားခေါ်တာလက်ကုပ်ပြီးခေါ်ပြီးတော့ဟဲ့ညငါမချင်နဲ့ဖူးလို့ကိုငါပြောတယ်မိမငါမိမလို့ငါမိမဒါပေမဲ့ငါမိမလို့မိမရစိတ်ငါမှမရှိဘူးငါရှင်းလားငါယောက်ျားလိုပဲရှင်းလားငါမှန်ရင်ငါရှင်းတယ်သိလားတစ်ဖက်ကကောင်မနေတိတ်ချဖတ်တာငါ post ကိုနေတိတ်ချကြည့်တာနင့်နာမည်ပြောမှာတနာလို့နော်တစ်ဖက်ကကောင်မလို့ပဲငါခေါ်တာနော်နင့်တဲနင့်ထက်တယ်တဲလားနစ်စောက်ကြောင်းလေတလောကလုံးတည်ရဟိုလူနဲ့ပတ်ရန်ဖြစ်ဒီလူနဲ့ပတ်ရန်ဖြစ်ဟိုမဲကိုလိန်စုဒီမဲကိုလိန်စုနေစမ်းမှာကိုအနေထားကိုမျက်နာလေးနဲ့ကိုဟိုသားသမီးနဲ့ကိုယောက်ျားနဲ့အေးစစ်လေးနေပါလားဟိုလူကိုပွဲရှာဒီလူကိုပွဲရှာနင်းကိုငါ attention ပြန်မပေးမချင်းနင်းမှာငါ့ကိုကြိုက်တာရှိတဲ့ခြေသလုံးကိုကြိုက်တာခြေသလုံးကိုကြိုက်လို့မြန်မှာငါဖက်နဲ့ပဲနေလားကြိုက်လို့ရမယ်တဲ့နင်းကြိုက်တာနဲ့တဲ့နင်းငါစောက်ခုမဆိုင်ဘူးနင်းစောက်ခွက်မြင်တော့ငါတနာလို့နင်းရှိတဲ့အညာအကောင်ကုန်နင်းကိုထွာလောက်ထားတာနော်နင်တို့ဇက်ရှုပ်ထဲကိုငါ့ကိုလာမခေါ်နဲ့ငါအပြင်မှာထွက်နေတဲ့ကောင်ကနင်တို့ဇက်ရှုပ်ထဲကိုနေကုန်မနေဘူးနော်စောက်ကြည့်မြုပ်ချင်နင်ကိုအောက်လမ်းလို့ဆိုနင်ကို66ကားနဲ့ထည့်ရင်တော့နေရတယ်နင်ငါ့ကိုဘိုင်းနဲ့ပြောထားတာရှူးရဲ့အုံနောက်ကမရှိဘူးငါဘယ်တော့မှဆိုငါခင်မင်းခဲ့တဲ့လူတွေမျက်နှာငါအမြင်ပြန်ထောက်တယ်ငါသူများလောလောစောက်ကြည့်မြုပ်ဘူးနော်တော်ယုံတန်ယုံပေါ့ဟဲ့မိမချင်းနောက်ပြီးတော့မနေ့ကလည်းတပိုးစတွေ့သေးတယ်သိရမလားငါ့ကိုရှိသမျှဗတ်ပေါင်းဆုံးကနေဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာနဲ့နင်တို့ကြိုက်လေငါဂယုမဆိုင်ဘူးအခုချိန်မှာငါမှန်အောင်နေနေတယ်နင်တို့ပြောချင်တယ်ပြောလို့ရတယ်မှာငါမပါဘူးနင်တို့ကိုကြောက်လို့ငြိမ်ခံနေရမဟုတ်ဘူးငါတခြားလူပြဿနာထပ်တက်မှာဆိုလို့ငါပါစက်ပိတ်ပြီးငါငြိမ်ပေးနေတာနော်လူဘာဝမလားနဲ့ဝါလာငင်းငင်းနဲ့မှငါမပါဘူးငါတင်သေးပါစေနင်တို့ငါလည်းတတ်ပြစ်မှာအဲ့ချိန်ကြရင်အခုလေငါပြီးနေပြီငါပြောရရှင်းရှင်းလေးပဲငါဘာမှမပြောဘူးငါရဲ့တိတ်ခါကြတယ်အဲ့တော့ငါရှင်းတယ်လေ तू မဟုတ်နေ तू မှန်နေ तू ငါ့ကိုပြန်ပြောမှာ तू ရှင်းမှာပေါ့ तू အိမ်တော်ကြီး तू ထိခံမလားနင်တို့အုံနောက်စဉ်းစားတယ်နင်တို့အုံနောက်ဘာလုပ်နေလဲနည်းနည်းပါးပါးလေးအုံနောက်လေးစဉ်းစားမိန်းမတယောက်တိုက်ခိုက်တယ်စကားလုံးနဲ့တိုက်ခိုက်လိုက်လို့ရတယ်နင်တို့ငါဟိုတိုက်ခိုက်ဖို့တိုက်ခိုက်တယ်နော်ငါတင်မေးချင်တယ်သိလားသူများတယောက်ဖြစ်နေပြီဆိုဒီလိုအတန်းစားစိတ်တက်လို့ခေါ်တယ်အဲ့ဒါငါလေးမနေ့ကလို့တင်လားငါပဲငါအရင်ငါကိုတနေ့ကုန်ဖုန်းဆက်နေတဲ့လူတွေရှိတယ်မေးလိုက်ငါတနေ့ကုန်နေလို့မကောင်းဘူးသိလားဒီပြဿနာဒီငါ့ကိုထိခိုက်တိုက်ခိုက်နေရမှာပေါ်လာရင်ဘယ်သူမှတော့သိလိုက်ရမှာမဟုတ်ဘူးငါရင်ကိုဟုတ်ပဲပြီးနေမှာငါမရှင်းမဖြစ်လို့ငါထွက်ရှင်းတာအခုတော့ငါစိတ်ထဲမှာငါပဲသိခါကြလေထားလိုက်ပါငါနေလိုက်ရတယ်ငါအဲ့လိုမျိုးငါစိတ်မှာငါအဖြစ်တစ်ခုလုံးငါခံစားနေနင်တို့ကိုလောက်ကိုမပြောနဲ့သူများငါအဲ့လိုပြောလိုက်ရတာဒါတော့ငါခံခဲ့ရတာ၄နှစ်လုံးမှာဟမ်နင်တို့သိနေရနော်တိုင်းဝိုင်းတစ်ခုလုံးသိနေရပဲဘာလာပြီးငါ့ကိုလာပြီးတော့တက်လာပြောနေတာငိမ့်နေလဲမရဘူးစွာအခုတော့ဟုတ်တယ်ငါတအားကိုငါစိတ်ပီစီရမငါသူ့အဲ့လိုလှုပ်လိုက်ရတော့ငါအရင်ငါရဲ့စိတ်ကလူတယောက်ကောင်းရင်ငါအဆုံးထိကောင်းနေတာအခုဟုတ်တယ်ငါသူ့ဒုက္ခပေးမိသလိုဖြစ်သွားတယ်ငါမကောင်းဖြစ်သွားပြီသိလားအဲ့တော့သူဟာသူကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေသူဘာတွေလုပ်ခဲ့လဲနင်တို့စက်လုံးကြီးနဲ့နင်မြင်နဲ့တွေ့ခဲ့တာပဲနင်စောက်ပေါက်တွေပိတ်ပေးခဲ့တာပဲဟမ်အဲ့ဟိုကေပေါ့လို့ဘာလို့ဆိုတဲ့လူနားမလျောင်ဆိုတဲ့ကောင်မထပ်မှတ်ထားဟမ်နင်အချိန်မတော်ဖုန်းဆက်တာဟုတ်လားမဟုတ်ဘူးလား
နင်သူများကြီးစားအချိန်တော့ဖုန်းဆက်ပြီးကိုကြီးဟန်ဖြစ်တယ်ညာငါ unfriend လောက်တာငါလက်ကြီးနဲ့ unfriend လောက်တာနင်အဲ့လိုမျိုးနေထိုင်ပြီးကျူးနေလို့ကို unfriend လားပြီးတော့နင်မင်းရလေကိုကြီးသမီးကိုဘာလို့ unfriend နာလဲကိုကြီးဆိုပြီးတော့ငါ့ကိုမေးရလေ तू ကဘာလို့ unfriend နင်ပြောနေတဲ့ဟာတွေကအဆင်မပြေလို့ unfriend လားအဲ့ဘာဖြစ်လဲဘာဖြစ်လဲနင်ကို unfriend လို့နင်စောင့်နေကတ်တယ်မလားကတ်လေကောင်းမကဲစုနင် screenshot ထပ်စုလိုက်စက်ကျုံဆိုင်ဘူးငါစက်ကျုံဆိုင်လို့တော့နင်တို့ခိုင်းချုံငါခုတက်ပြီးတော့ငါပြောတာပေါ့မလင်ငါစတောက်ကပြောက်မှကြောက်နေလို့နင်တို့ခိုင်းချုံငါတက်ပြောနေလားငါပောက်ကြည့်ငါဆိုငါပိတ်ထားမှာပေါ့ဆိုလို့တော့ပိတ်ထားလိုက်အောင်မယ်ငါအမှန်နေငါဘူးမှမကြောက်ဘူးငါ့ကိုလည်းလာထိလို့မရငါလည်းသူများတော့မထိဘူးနင်းနေအောင်မှတ်ထားနင်တို့အဲ့ဆောက်ဟိုအောင်အစပ်ပါတိုင်းမပြောနဲ့သူများကိုသူများကိစ္စမသိရင်နင်တို့ကတက်ရက်လောခုကကောင်မတွေမပြောဘူးဆိုပြီးတော့အခုလည်းနင်တို့ record လုပ်ထားတော့ငါအုံနောက်ရှိရယ်နင်တို့နာမည်တလုံးမှငါထည့်မပြောပါဘူးနင်တို့ငါတစ်ဖက်ကန်းကကောင်မလို့ပြောထားတယ်ခိုကေပေါ့လို့ဘာလို့ဆိုရဲသိရမလားလူနားနေတဲ့ကောင်မလို့ပြောတယ်နောက်ထပ်ဟို driver ရဲ့မိန်းမနောက်တစ်ယောက်သိရမလားဟိုဘသူမင်းသမီးအောက်ဆွဲလို့ဘာလို့လဲနောက်ကောင်မတစ်ကောင်ရှိရယ်ငါစောက်အုံနောက်ရှိရယ်နင်တို့ဘိုင်နင်းနဲ့မထည့်ဘူးစောက်အုံနောက်ရှိရကောင်မတွေငါ့ကိုဘိုင်နင်းနဲ့ထည့်တာမလားကြည်နေလိုက်စောက်ညစ်ကန်နင်တို့လုံမှာဒါပေမဲ့ငါပြောထားပြီးသားနော်ငါလုံတော့နင်တို့စစ်မြေရင်ဖွင့်ပြီးမှလုံမှာငါသူများဓာတ်နဲ့ထိုးရှေ့ကနေနင်တို့ထိုးမှာငါနောက်ကနေမထိုးဘူးရှင်းလားငါစောက်ကြည့်မြုပ်တယ်မှတ်ထားလူဆိုတာလူလိုပဲနင်တို့ကအခုကမဟုတ်သေးပောက်ပန်းစေသိရမလားနော်အဲ့တော့ငါရဲ့ like ကိုဒေါင်းထားလိုက်ဒေါင်းထားအောင်မလေးနင်တို့လည်းရံမတွေ့တော့ဘူးနင်တို့လိုပဲနင်တို့ကရံတွေ့တယ်ထင်တယ်ငါ့ကိုရံမတွေ့တော့ဘူးထင်တယ်ငါနင်တို့လည်းဖက်ကရမယ်မဟုတ်ဘူးအခုကနင်တို့ကအုပ်စုဖွဲငါ့ကိုကြိုက်နေမသိသေးမလားငါလည်းနင်တို့မလေးကြောက်လိုက်တာမလေးအမတို့ကျမလည်းကောင်းမနင်တို့ကြောက်မှမကြောက်ဘူးတတိရှင်လှုပ်လိုက်တတိရှင်လှုပ်လိုက်နော်တတိရှင်လှုပ်လိုက်ငါရန်ငင်းမှနေတယ်နင်တို့တတိရှင်တို့လိပ်စာတင်ထားလိုက်ရှင်းလားမသိရင်မငါပဲဒီလူကလောက်ခဲ့တာတည်းမဟုတ်ပါသလိုလိုငါပဲဟိုကဖြစ်နေပါသလိုလိုဟမ်မင်းလေကျမတို့ဒီ post ကိုဒီလိုတင်မယ်အကိုရဲ့ဟုတ်လားအကိုကျမတို့ကသိရမလားဒီလိုလေးအကူညီလေးရစေချင်လို့ကျမတို့ကဒီလိုလေးလုပ်ပေးမှာစောက်နောက်ခါကျသူများစောက်ကြောင်းနေမယ်ဆို info အရင်မှန်အောင်လုပ်စောက်ယူလို့ဘောလို့နဲ့မတင်နဲ့သိလားရှင်းထက်ကြလက်ကြရှင်း fax နဲ့ရှင်းပြောချင်ရင်မသိထားမပြောနဲ့မသိရင်မပြောနဲ့သူများကိစ္စဘာအောက်လန်းကောင်းမှနင်တို့လက်ကြိုးကြုံသိနေလောက်ပြီသိလားသူများကိုရှာရုံးရှိရင်ရှောက်ပြောကိုစောက်လို့ကိုမလုပ်ဘူးလောက်ပါလားကိုအလုပ်ကိုထမင်းကိုစားပါလားမတရားဒေါသထွက်လာကြတော့သိတယ်နင်တို့ကဘယ်ပိုက်ကိုလိုချင်လို့ငါ့ကိုဒီလိုစွရတယ်လဲငါသိတယ်ငါ့ကိုစွလေခံရမှာနင်တို့လူခံရမှာငါခံရမှာမဟုတ်ဘူးသိလားငါ့ကိုစွလေခံရမှာနင်တို့လူခံရမှာငါအဲ့တော့ငါထိန်းနေတာအခုလည်းငါပြောရှင်းနေမယ်ငါဒီလူနဲ့သွေးဝဲပြီးတော့ငါပြောရတယ်နော်အဓိကနင်တို့ငါ့ကိုအားချောင်းနင်တို့ငါပြောနေတာငါတတိမရှိနင်တို့တတိရှိရင်နင်တို့ခုနဟိုကေပေါ့လိုဘာလို့ဆိုနေဟိုသက်မလားအဲ့ရေးစကောက်မှဟုတ်ဖွင့်လေဘာငါကောင်းမအောင်ဒလီရနင်ငါ့ကိုဘလို့ပြေးရလားစောက်တတိမရှိမိန်းမတွေဖြစ်ပြောလှုပ်ချနင်တို့လှုပ်နိုင်လှုပ်စမ်းပါလှုပ်နင်တို့ငါရဲ့ရှိနိုင်တဲ့အောက်ဖဲအားလုံးနင်တို့ယူခဲ့ရှာယူခဲ့လှုပ်တရက်လုံးခုကနင်တို့ကကြိုက်တဲ့ post ထပ်တယ်နော်ကြိုက်တဲ့နေရာနဲ့ကြိုက်တယ်လို့တယ်နင်တို့ view site နေမယ်ထင်းနေတယ်ဝိုင်းကြိုက်ဝိုင်းကြိုက်ကြဝိုင်းကြိုက်တာကောင်းမရုပ်မှာရုပ်တမှာလူဟာမွေးပြီးလူလိုနားမလဲနင်တို့ငါနဲ့မနေကြည့်လေအဲ့လေးနဲ့မှာင
ငါ့ကိုငါကစပွန်ဆာသူနဲ့ပတ်သက်ပြီးစပွန်ဆာငါ့ကို तू ကဘာဟိုอ่ะမေးရနင်တို့ရဲ့လူကိုနင်တို့မင်းရရှင်းခေါ် မေးနင်တို့လူတို့မေးဘာလို့အဲ့လေးဒီမှာပေါက်ပိတ်နေအပေါက်ပိတ်နေမဟုတ်ငါတစ်ဆက်တစိုးတစနီထားပါတော့ငါနဲ့ပတ်သက်နေတော့ तू ငါ့ကိုဝယ်ပေးတာပြုတ်ပေးတာတပတ်ဆက်အိမ်တို့ဘာလို့ပေါ့နော်ငါ့ကိုမင်းမဆောင်ပေးတာဘာဖြစ်တယ်ညာဖြစ်တယ်ရှိမှာပဲဒါကတော့တမိစားချင်းဟဲ့ငါလည်းသူ့ဝယ်ပေးတာပြုတ်ပေးတာရှိတာပဲနော်သိလားလူယူအပြိုတွဲတာ तू ကငါ့အတွက်စပွန်ဆာလည်းမဟုတ်ဘူးသူ့0 level မှာရှိရတဲ့မိန်းမမေးကြည့်နင်တို့သွားမေးကြည့်သူ့ဂိုင်းကျုပ်တို့ဂိုင်းကျုပ်သွားမေးကြည့်ငါသူ့အကြောင်းတော့ငါအလုပ်ကိုငါ forever group မှာလုပ်နေတယ်တဲလန်အလုပ်တာ तू ဒီအလုပ်ကနေနားတဲ့အတွက်ကြောင့်မလို့ okay तू ကကျွန်မငါ့ကိုပြောတယ်ငါမင်းကိုဘာမှမလုပ်ပေးနိုင်ဘူးငါဒီလိုဖြစ်နေတယ်အဲ့တော့မင်းလမ်းကြောင်းမင်းဆက်သွားငါရှင်းတယ်ငါချင်းဖုန်းဆက်တယ်ငါရဲ့ forever group မမရဲ့တကြံတွင်းကျွန်မဆက်အလုပ်မလုပ်တော့ဘူးကျွန်မ contract ရက်မယ်အဲ့လူအလုံးမလုပ်ချင်းငါအလုံးမလုပ်ခဲ့ဘူးဘာလို့လဲ तू စိတ်တက်ကြမှာဆိုလို့သူ့ကိုစိတ်တက်ညှစ်တင်ပေးခဲ့တာငါမှတနည်းပဲရှိတယ်နင်အလုံးလုံးမှာငါအလုံးလုံးမယ်အဲ့မှာငါတို့ရမက်တိမ်တောင်းဆိုတဲ့စကားကိုစရိုက်တာပဲသူ့ကိုဒီလမ်းကြောင်းပေါ်ငါပြန်ခေါ်လာပြီပြန်ခေါ်လာတယ် तू ဒီလမ်းကြောင်းစိတ်တက်အရင်က तू မလုပ်ချင်တော့လာပါလုပ်ပါဒီအလုပ်ကိုပြန်လုပ်ပါသူဘာတွေဖြတ်ခဲ့ရလဲသူဘလို့ညတွေဖြတ်တန်းခဲ့ရလဲအဲ့နင်တို့မသိဘူးငါသိတယ်ငါရဲ့စိတ်တက်ကိုလည်း तू သိတယ်ငါစိတ်ညုံလည်း तू သိတယ် तू သိတယ်မေးကြည့်အောက်လန်ငါသူ့အောက်လန်ငါအောက်လန်ကောင်းသွားတော့ဟဲ့သူနဲ့ငါနဲ့ညားနေပြီဗောသူနဲ့ငါနဲ့ညားနေပြီဗောဟမ်ဟလာငါအောက်လန်အုံနောက်ကိုတုံးနင်တို့အုံနောက်ကိုတုံးနင်တို့အုံနောက်ကိုနင်တို့ဘာလဲစက်တန်လန်ဒီဝတ်သားတော့ကိုဆိုင်မလို့တော့ထားတာလားဟမ်ငါရဲ့အောက်လန်အခုလည်းငါအခြေမြင့်မရှိသေးဘူးတည်င်းမျိုးစုံနဲ့တိုက်ခိုက်တာဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ကွာမျိုးစုံသိရမလားဟမ်အမှန်တရားကြီးချပြရတော့နာသွားကြတယ်ခေါင်းမတကယ်နင်တို့အဲ့လိုလုပ်လေငါကဘာမှမဖြစ်ဘူးငါအေးအေးဆေးဆေးပဲနင်တို့လူနင်တို့ခိုင်းကြုတ်ပဲပြဿနာတက်မှာပို့ရှုပ်မှာသူများကိုဒုက္ခမြောက်စေတယ်ငါဟုတ်တယ်ငါဒုက္ခပေးလိုက်တယ်ပဲထားပါအောင်ငါဒီလို post တင်လိုက်သူများမင်္ဂလာမှာဒုက္ခပေးလိုက်တယ်ပဲထားပါအောင်နင်တို့အခုလုံနေရပို့ဆိုးတယ်တော်ဆူဆူဟဲ့တိလားတော်ဆူဆူနင်တို့ရေးနေ post တွေဖတ်နေရလူတွေကသိရမလားထင်လဲထင်ပါပဲငါဒီလိုလားဒီလိုမဟုတ်ဘူးဆိုလဲငါပြောနေရမဟုတ်ဘူးအဲ့လူဒီအမှန်တရားအားလုံးသိထားပြီးသားလူအဲ့လူကအရန်အားနာတတ်တယ်တခုခုဆိုရင်သူများကိုခင်အင်းလို့ပြောရမှာအရန်ဝင်လေးရဲ့လူမျိုးငါပဲဘလူးမလေးဒီမှာငါဘလူးမပြီးရင်သူ့အလုပ်လုပ်ပေးနေတဲ့ထပ်ဦးခင်ဆိုတဲ့ညီမလေးငါတို့ညကဘလူးမလေးငါတို့ညကဘလူးဆိုင်ညံတီးရတယ်လေဟိုကမင်းသားလေးသိလားငါတို့ညကဘလူးမတခုကိုရေးချောင်းဆိုတော့ဒီလေးပြောလိုက်ငါပြောခဲ့ငါရှင်းရဟန်မနေဘူးတခုဆိုထုတ်ခင်နင်းရှက်အဲ့ဒါတွေကမနေခဲ့ဘူးငါတို့ကဘလူးမလေးလေငါတို့ကရှစ်ထွက်ကအဲ့တော့ငါတို့ဘယ်ကြည့်ပြီးမလဲငါတို့တပြားတစ်ချက်မှလည်းငါတို့တွေကမရထပ်ဦးခင်ဆိုတာကသူ့ရဲ့အလုပ်ကိုလုပ်ပေးရတဲ့ထားပါတော့ secretary ကောင်မလေးပဲထားပါအောင်ငါတို့တပြားတစ်ချက်မှလည်းငါတို့ကငါတို့လူမုန်းခံရတယ်တို့တလောကလုံးငါ့အောင်မုန်းနေလေမုန်းပါဗောနင်တို့ဒီလိုလုပ်သမျှငါအရှိမတတိုင်းလို့ခါနေတော့နင်တို့ဘယ်ပြောလို့ရမှာတော့ငါမြင်နေလေဒါတော့ဒီလိုမလုပ်နဲ့နော်ဒီဟာဒီလိုလုပ်နော်ဒါတော့ငါနောက်ကတွတ်နဲ့ငါပြောနေရလေနင်တို့မုန်းပါဗောမုန်းဘာမှမဖြစ်ဘူးအဲ့ဒါကြောင့်လည်းနင်တို့ငါ့ကိုမပြတ်ပြတ်အောင်သူနဲ့မပြတ်ပြတ်အောင်လုပ်ခဲ့တာလေမပြတ်ပြတ်လုပ်ခဲ့တာမဟုတ်ဘူးလားနင်တို့ပဲလုပ်ခဲ့တာလေလုပ်လိုက်ခက်တာလေတမမိုးတဲ့ကဘလို့ဖြစ်မှုတမမိုးတဲ့ကဘလို့ဖြစ်ပါတယ်ဘာဖြစ်ပါလဲနင်တို့ပဲနင်တို့လူကိုသွားပြောရလေနင်တို့စိတ်တက်ကလေးနင်တို့ပညာစမ်းမှာနင်တို့ပဲပြောတာသိလားငါရှိကြရင်တော့လေ
တန်တာမဟုတ်ပါဘူးတန်တာတော့ကောင်းတဲ့လူကလေသူ့ပေါ်မရှိတော့ပါဘူးတန်တာရဲ့တီလေးရဲ့တီလေးနင်တို့အဲ့ဒါပဲပြီးကြည့်နောက်ွယ်ရောက်ကြည့်ချကောင်းလေလုံနင်တို့ပဲလေငါမသိဘူးထင်နေလားငါအကုန်သိရငါမသိရဘာမှမရှိဘူးအခုလေငါချပြသူနဲ့ပတ်သက်ပြီးချပြရဟာအကုန်လုံးဒီအမှန်တရားပဲဘာတခုမှဖုံးဝင်ထားမှမရှိဘူးငါအမားပြောနေဆိုရင် तू ငါ့ကိုရှင်းပါပဲတူကိုရှင်းပါပဲအခုနင်တို့ပြောနေတဲ့ facts တွေလေပြောလေနင်တို့ပြောနေတဲ့ဟာကိုငါ mention အောင်ခေါ်ပေးလိုက်လေလာရှင်းစမ်းလို့တရားမလွန်နဲ့ငါအရင်စကားပြောတတ်ဆိုတဲ့ထမှာငါပါတယ်ငါပြောတတ်တယ်ချက်ငါပြန်ပြောတတ်တယ်သိလားငါအကုန်ပြောတတ်တယ်နင်တို့နဲ့ပြိုင်မပြောရင်နင်တို့နဲ့ဖတ်မဖြစ်ချင်လို့ငါပွဲရှာအရင်ပြတဲ့ကောင်မလေးမှာပါတယ်ငါ interview အောင်တောင်းတမဖြစ်ဘူးဘာလို့လဲဆိုတော့ငါပြောတဲ့စကားတခု attention ရမှာတခုဖြစ်မှာငါအရင်စိုးတဲ့ထမှာငါပါတယ်ငါအလုပ်လေးငါအေးဆေးလုပ်တယ်ငါမိဘနဲ့ငါအေးဆေးနေတယ်နော်နင်တို့ like ကြိုက်ကလေးနင်တို့ကြိုက်နေတာငါမြင်နေရတယ်နင်တို့ငါဘာတစ်ဖက်တောင်စောက်ကလေးလုပ်ခဲ့တယ်မလုပ်ဘူးငါဘောမှာငါတငယ်ချင်းပေါင်းနေနေငါဘေးနားမှာအခုရှိနေတဲ့လူတွေကလေတဲ့မ fake ပြီးပဲမပါဘူးသိလားငါတွေ့ကဲကောင်းကြီးကနင်တို့လိုမျိုးအတိုင်းဝိုင်းကြီးထဲမှာတပုတ်ဦးကြီးချီးတုပ်ပြီးတော့လေလုံနေကောင်းမှတကောင်းမပါဘူးငါလူတွေငါဖြစ်ကြည့်ပါတယ်တို့ဖြစ်ကြည့်ငါပါတယ်ငါမှအဲ့လိုလူတွေကြီးပဲငါအနောက်မှာရှိနေလူတွေကအတိုင်းလူတွေကြီးပဲငါအဲ့လိုစောက်မျက်နှာဖုံးနေနေတဲ့ကောင်းမှမဟုတ်ဘူးသိလားမျက်နှာဖုံးနေနေမိမမဟုတ်ဘူးငါဘသူ့မှလीဟုတ်ကိုကြီးဟုတ်မဟုတ်ငါဘာမှတက်လုံးမရှိဘူးငါသူများပေါ်ကောင်းရင်အစတရားကောင်းတယ်ငါမှငါစားရရှိနေငါသူများကိုငါကျွေးတဲ့မိန်းမတွေမှာငါပါတယ်ဒါပေမဲ့ငါ့ကိုထင်တယ်ငါမခံဘူးငါတစည်းတောင်မခံဘူးလူဘာဝနေလို့အခုလည်းတက်ပြောတာအားနေသိရမလားနင့်ကိုပြန်မပြောတစ်ဖက်ကကောင်ကနင့်ကိုပြန်မပြောနင့်ကိုကြောက်နေတဲ့ထင်နေတယ်နင့်လိုကောင်ကငါဖတ်ဖြစ်မစောက်စင်မလို့နင့်ကိုပတ်မပြောတာနင်တို့ခုကကြနင်တယောက်တည်းမဟုတ်သိရမလားနင့်ဘောဘပတ်တွေနင်ကခေါ်ပြောအောင်မဲနင်ကအမှန်မသိရင်တမလားဒီလိုမျိုးပေါ့ group လိုက်ကြိုက်ပါကောင်ကလူဘာမဝနဲ့သိလားဟိုလူနဲ့ဖတ်ရန်ဖြစ်ဒီလူနဲ့ဖတ်ရန်ဖြစ်ဟိုလူစောက်တင်ပတ်တုတ်ဒီလူစောက်တင်ပတ်တုတ်ဟမ်ရုပ်ကလေးမှအားမလားရှာမချိုးမွေးထားတဲ့သားလေးမျက်နှာလေးကြည့်အောင်ငါအောင်လမ်းမို့နင်းအောင်လမ်းဘာနင်းမှတ်မိလားနင်းဟိုမှာမိတ်ကတောင်ဖြစ်တယ်မိတ်ကရောင်းနဲ့အိမ်မှာလေဖဲသွားရိုက်တော့နင်တို့လင်များနဲ့ဘာလုပ်သွားလဲဟာဒီမှာသမီးမျိုးဒီလိုလုပ်ပြီးတော့ဒီမှာလေအဲ့ဒီစိုက်သွားပြီးတော့နင်ဖဲသွားရိုက်တာလေအဲ့မှာရှိတဲ့မိတ်ကဆရာလေးမေးကြည့်ပါဦးအမလေးအဲ့အောက်လိုင်းလို့ပြီးတော့နင်အဲ့ကပတ်ဆက်နေလေအာမနာရှာမကြိုးနင်တစ်ခေါက်နိုင်ရင်သိရမလားဆဲချီနိုင်ပြီးတော့နင်ပြန်လာလေကောင်မလူပါလာဝါနေအောင်မနင့်ကြောက်တယ်မြင်ထင်းနေလားငါနင့်အောင်ကြောက်လို့နင်လိုကောင်မလေးရန်ဖက်ဖြစ်လာပေါ့ငါ့ကိုငါကြောက်လို့ဘယ်သူမှမရှိဘူးငါမှန်နေငါသူ့ကိုမှငါမကြောက်ဘူးငါမှန်အောင်နေတယ်နော်နင်တို့ကြောက်နေနင်တို့လုံးမလုံးရမှာသိရမလားနင်တို့မလိုက်ရမှာနင်တို့ကြောက်နေတယ်နင်တို့ခိုင်းချုပ်တောင်ငါပြန်ပြောရတယ်ငါမှန်နေသိလားလုံးမလုံးရလည်းကိမဆိုင်ဘူးငါအရေးချင်းရှိတယ်ဒီလုံးမလုံးပါလဲငါမှအပြင်မှာလုံးရမယ်လို့တက်စီနေရနော်ငါ့ကိုကူညီမဲ့လူရှိတယ်နင်တို့ဝိုင်းထိုးနဲ့လို့ငါဟုတ်တယ်ငါအလုံးမလို့ငါစိတ်တက်ကြပါငါလုံးမလို့ခုငါနောက်မှာငါ့ကိုကူမဲ့လူအပြည့်ရှိတယ်ငါစိတ်တက်ကိုသိရလူရှိတယ်နင်တို့ထင်လို့မျိုးငါ့ကိုနင်တို့ဒီလိုမျိုးဖိလိုက်လို့ပြီးသွားမယ်ထဲမှာတန်တာမှုတိတ်တလုံးမပါဒီနေရာကိုရောက်ဖို့ငါ6လောက်နဲ့ငါတက်လာအကိုကျမကိုခေါ်ရိုက်ပါအမကျမကိုခေါ်ရိုက်ပါမင်းနင်တို့ခိုင်းချက်ကိုမေးကြည့်ငါအသက်19နှစ်ထဲကနင်တို့ခိုင်းချုပ်နဲ့ငါသိလာပြောဘူးလားလို့ရည်သားဖြစ်နေရဲ့အချိန်မှတော့
သူရိုက်ပေးတဲ့ဟာပဲငါယူတာငါလက်ခံတာအကိုကျမဒါလေးလုပ်ပေးပါဦးအကိုကျမဒါလေးငါပါစကတခါမပြောဘူးဒါငါရဲ့ life နော်သူလည်းကြည့်နေမှာပဲရှင်းလားတခါမပြောဘူးကိုဘူဆန်ငါနဲ့ခင်တယ်မေးကြည့်စမ်းကိုဘူဆန်ညီမလေးကိုရွှေရှင်ခေါ်ရပြောလားခါမပြောဘူးကျန်တဲ့ production producer ရရှိရယ်ငါရဲ့အရေးချင်းတို့ကြိုက်လာရိုက်လိုက်မယ်ကျမရုပ်ရှင်ခေါ်ရိုက်ပါကျမတို့ဒါလည်းပေါ့ငါပါစကဘယ်သူမှမပြောခဲ့ဘူးငါချောင်းနဲ့ငါလက်နဲ့ငါဒီညငါတက်လာတာပြောတာဆိုတာကြည့်ပြောနော်ငါဖြီးရင်ဘောင်းချအကြီးဖြစ်မှာထိမှာပထမဆုံးထိမှာညီတို့ကိုင်းလို့ထိမှာဒါအခုငါတော်တော်ထိတ်နေရောငါပြောနေတာအခုငါပြောနေတဲ့အကြောင်းအရာဒီသူနဲ့ငါနဲ့ဖြစ်ခဲ့တဲ့အကြောင်းမပါဘူးနော်နင်တို့ငါ့ကိုမိန်းကလေးချင်းချင်းလိုက်တိုက်နေတဲ့အကြောင်းအရာကိုငါအခုနင်တို့ပြောနေတာစပ်ဆက်လည်းမရှိဘူးကိုလိုကိုအေးစိတ်လုပ်ပြီမဲလိတ်ငယ်ဆိုလဲမဲလိုက်လိတ်နေပါလားနင်တို့ဟမ်ဘာလိုက်ဟိုလူတိုက်တက်ခဲ့ဟိုဒီဟာလေးပဲတက်မှာငါရဲ့အနံ့ကလေးလေဟိုထားပါတော့ငါဒီနာဖြတ်သွားလို့ငါချီပောက်တဲ့နံ့လေးရတော့သိရမလားဟိုတခါအဲ့ချီနံ့လေးပြေးရှိပြီအဲ့ချီနံ့လေးကျမဘယ်တော့မှရှူခဲ့တာအဲ့ချီနံ့ကသိလားကျမရှူတော့ကလေအဲ့ချီနံ့နင်ကအဲ့လိုကောင်မမျိုးဖြစ်တာဟမ်နင်ဘွားမှာငါနင့်အိုက်ဒေါ်လားဟုတ်လားဟမ်ငါနင့်အိုက်ဒေါ်လားနင်ငါ့ကိုပဲပြောနေအောင်နင်ဘယ်လိုဖြစ်လို့ငါနင်နဲ့ရန်ဖြစ်ပြီးနင်ကိုငါဆောက်လုပ်လိုက်ပြီနင်အကောက်ပေါ်လာတော့ယွန်လို့သိရမလားဟိုနင်ပထမအကောက်မှာနင်လူလိတ်လောက်ခဲ့ပြီဒုတိယအကောက်မှာကျတော့နင်ဟိုဖြစ်သွားပြီလေနင်ဒုတိယကောက်ငါနင်ဘလော့ထားတာယွန်လို့နင်ပေါ်နင်ဆောက်ကကြီးပေါ်လာတော့ယွန်လို့ဘလော့ထားတာရှင်းလားကောင်မငါမပြေတော့နင်မြင်ကြောက်နေမြင်ထင်းနေတာတတိရှိနေလားခဲ့လေလူလိမ္မာလူလိမ္မာလာခဲ့နေရှင်းနင်ရှင်းဘာအောက်လဲနင်အောက်လဲနင်ကနော်အဲ့ဒါအကုန်တည်တော့မလေးမကိစ္စရအကုန်လုံးတည်နေနဲ့ဘယ်သူမှဖဲမရရဲဘူးလေနင်အဲ့လိုလေသပင်းတွေကိုထိုးထိုးပြီးနင်ရိုက်တာလေငါမသိဘူးမြင်ထင်နေလားသူများကိုပြောရဲကိုပြန်ပြန်ဟာတခါလေးကြည့်တာငိန်ခံရဲဆိုပြီးတော့လူပါလာမဝနဲ့ငါပြောတတ်တယ်နော်အဲ့ဟိုခုနကိုရီးယားလိုသိရမလားဟိုဘာလဲခင်းညင်းလို့ဆိုတဲ့ကောင်မရုပ်လာမှာအများတို့လက်ချဆွဲဖြဲပြန်ပါနင့်လောက်ကတော့နော်စောင့်ရင်ကန်တော့တခါလေကားနဲ့လိုက်တိုက်ပြီးဓာတ်တွေထိုးနေတာမေးကြည့်နင်တို့ခိုင်းကြငါလောက်ခဲ့တာမေးကြည့်ငါတော့သာလားမစွာနဲ့ငါတော့သာလားစွာလို့လားမအကုန်သေးမှာနင်တို့မတွေ့သေးနဲ့နော်အေးပြောပြီးသားနင်လည်းကိုရီးယားမှာပဲနေပြန်မလာနဲ့ပြန်လာလို့ငါအရှိလူတွေ့ကြည့်နင်တနှွေလောက်ကတခါတစ်ချက်နဲ့သိတယ်ငါလောက်ပါသူ့ညကြောက်ဘူးနေပြီးတော့ဟိုဒရိုက်တာရဲ့မိန်းမနာမည်နှလုံးနဲ့ကောက်မနင့်ကပြောတာနော်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်တဲ့နင်ငါ့ကိုဘာလူပါရင်စဝါထားလဲနင်လူပါစဝါလို့လေနင်လူပါစဝါလို့နှုတ်ကလူပါပြန်သွားတာလေကောင်မသုံးကောင်လုံးစောင်းမကြွနဲ့နော်ကလေးကြီးမှပေါင်းစောင်းမကြွနဲ့တခါတအိမ်ရင်းစီလိုက်ပြီးတော့နင်တို့လိမ့်စာစုံစမ်းပြီးငါပါလာရိုက်တာငါတော့ပြောတာငါရင်ငင်းမှနင်တို့လာခဲ့လိုက်နော်နင်တို့ခိုင်းကြငါအိမ်လိမ့်စာတည်ရနင်တို့မသိသွားမေးဦးကြောင်ညားလာမလို့ပဲရုပ်လာလို့မြန်ဟိုကတကယ်ကန်ရှင်ကသူတို့ဝင်နာနေရတယ်ဘာမှမဖြစ်ရဘူးသူတို့ဝင်နာနေရတယ်အောက်ဆွဲကာယကန်ရှင်လည်းဘာမှကာယကန်ရှင်နဲ့ပတ်သက်နေရင်မိန်းကလေးလည်းဘာမှမဖြစ်ဘူးသူအေးစစ်ပဲနင်တို့ပဲဖြစ်နေဘာဖြစ်နေနင်တို့မလုပ်လို့လားကဲကတော့ရှိုင်းနေဘာပြီးတော့ဟုတ်ပါတယ်ငါမနေ့ကနေရေးစာငါဖတ်ပါနင်းနဲ့ပေးစားတယ်ကိုကြီးမူဟင်းငါစားမလားကိုကြီးအုံထုံးခောက်ဆွဲလေးစားမလားဟမ်ဘာဆောက်ချူငါရှိရလေသူစားချင်သူငါပြောမှာငါကျွေးမှာပဲသူငါအိမ်မှာပဲထမင်းစားနာသူငါအိမ်မှာပဲနေနေရလေဘာဖြစ်လို့နင်တို့ကသူကျွေးမိကြလားကျွေးဖကြလားကျွေးကျေးဇူးရှင်လားနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေငါသူ့ရီစားတဲ့ငါနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေနေတဲ့ထိုင်တက်ရတယ်ဟဲ့မနေတဲ့မထိုင်တက်ပဲနဲ့အားနေတယ်ဗျာငါ့ကိုငါနဲ့နှစ်ယောက်ရှိနေငါ့ဘာမေးလေတီဘာစားမလဲမေးလေငါ့အောင်မမေးမဲနဲ့ငါလင်ကြော်ပြီးတော့ကြတာဘာဖြစ်တယ်ကိုကြီးမွေးငါစားမလားကိုကြီးအုံနှုတ်ခောက်ဆွဲစားမလားစပူသားကြီးကျွေးလိုက်ပါလားကျွေးပြီးနေပါ
ရေးမပါဘူးတတိရှင်ထပ်တင်လိုက်ဆောက်ခုမဆိုင်ဘူးကြိုက်တာနဲ့တယ် live ပါထက်လွယ်နင်တို့အတန်ရှင်ပေးမယ်ထင်မင်းနဲ့နော်တော်ယုံတယုံမဲကောင်းတယ်ဟိုမှာလဲဟိုမှာနင်တို့ခိုင်းရုပ်လဲငါပြောပြီးသားငါနဲ့သူနဲ့မနေ့ကဖုန်းရတယ်ငါ post တင်နေသူငါအမီကိုဖုန်းဆက်တယ်တောင်းမှန်နေငါ့ကိုဖုန်းဆက်တယ်တောင်းမှန်နေဟုတ်တယ်ဟိုတောင်းမှန်ပါတယ်ဒီလိုဖြစ်ခဲ့တယ်တေးသေးချာချာလဲမတောင်းနိုင်ခဲ့ရဘူးဒီလိုဖြစ်တယ်သူပြောတဲ့စကားလဲငါအကုန်အဆက်တယ်ဒါပေမဲ့ငါဘလောက်ဒေါသထွက်နေငါသူ့တန်ကြားတဲ့အချိန်ငါတော်ပြီငါမလုပ်တော့ဘူးโอเคထားလိုက်တော့တောင်းမယ်ငါကျေနပ်ပြီအဓိကသည်ငါကအုံနောက်ကောင်းနေငါအုံနောက်အလက်ကြီးသိလားငါတီးသူ့ကိုရက်တက်ငယ်ချင်းသည်လေမှန်နေငါသူ့ကိုစက်မချစ်နိုင်တော့ငါရန်နာနေပြီအဲ့ဒီကြောင့်လို့ငါဒီသူနဲ့တူတူရှိနေငါမပြောဘူးငါတို့ပြောတယ်နင်းနဲ့တူတူရှိနေရငါမပြောဘူးငါသိလာတယ်အဲ့တော့တော်ပြီငါတို့လမ်းတစ်ချောင်းငါတို့ရှောက်တယ်ငါထားခဲ့တယ်ငါပဲထားခဲ့တာနော်ညထင်ပါပဲလीဘာဖြစ်လို့လဲတဲ့မလားသူမင်္ဂလာဆောင်တော့ဟာငါအရင်ဝမ်းပါတယ်သူ့အတွက်ကောင်းမွန်လေးရသွားတာဟဲ့တစ်ဖက်မိန်းကလေးကောင်းမွန်ကလေးလေနင်တို့မပြောလဲငါသိတယ်အဲ့ဒါသူ့အတွက်ငါဝမ်းသာတယ်ငါတော့အဲ့မိန်းကလေးတော့သူ့လိုမျိုးသူ့နာမှာကောင်းပေးချင်မှလည်းကောင်းပေးနိုင်မယ်အခုဖြစ်တဲ့ပြဿနာလဲဘာလို့မင်္ဂလာဆောင်မထတင်တာလဲငါ့ကိုစော်ကားနေလို့လေငါ့ကိုမစော်ကားဒီပြဿနာနင်တို့လည်းသိလိုက်ရမှာမဟုတ်ငါလည်းအဲ့တိုင်းအပေါက်ပိတ်တစ်လုံးနေမှာနင်တို့လိုသူများငါမှစပ်ပြင်းဖြစ်နေစိတ်မရှိဘူးနော်အဲ့ဒါအခုငါနဲ့4နှစ်တွဲခဲ့တယ်နင်တို့ဂိုင်းချုပ်တည်ဆုံးနင်တို့နားမနေနင်တို့သူ့ကဝိုင်းနာနေနားနေလေအပိုပဲနင်တို့ကငါ့ကိုနင်တို့ကဒီလိုမျိုးလေးပဲသိရမလားငါဘလူးဆိုင်ကြီးရတယ်နင်တို့ကတွေ့ခဲ့ကြလေဟိုကငါရဲ့ Cinderella လေး version ဟိုကတွေ့ခဲ့ရတာသိလားဘာလို့ငါနဲ့4နှစ်တွဲရလဲသူတွဲခဲ့တဲ့မြမှာသူအကြဆုံးတွဲ9လ6လတစ်နှစ်ကအကြဆုံးပဲငါနဲ့ဘာလို့4နှစ်နေရလဲနင်တို့စဉ်းစားလေငါအောက်လန်းနဲ့သူ့ကိုလှုပ်ထားအော်အေးအဲ့ဆိုသူနဲ့ငါနဲ့ညားနေရကြာပေါ့ငါအောက်လန်းအရင်ကောင်းနေလေသိလားစောက်စကားကိုလူလိုပြောအုံနောက်နဲ့စဉ်းစားပြီးပြောထွာတမိုက်နဲ့မပြောနဲ့ဟုတ်လားဟမ်နင်တို့ attention ပေးရအရင်များသွားပြီညာပြောရရင်မောတယ်သိလားနော်အဲ့နင်တို့ကောင်းမ3ကောင်ပြောရင်တို့တတိရှင် post ကို public နဲ့တဲ့လား public နဲ့တင်ပြီးငါမှန်နင်တို့ခိုင်းညို machine ခေါ်ပြလာရှင်းဆိုတဲ့အချိန်ကျမှ MLA post ကိုမလီငါ comment နေ delete ဟဲ့မှန်ရင်မှန်တဲ့လူကမ delete နဲ့ငါရဲ့ post မနေ့က post အောင်မှာသူ့ကောင်းကြောင်းငါမကောင်းကြောင်းရေးထားလဲငါတွေ့တယ်ငါမ delete ဘူးရှာလိုက်ငါပို့ဆောင်မှာငါ့ကိုမကောင်းကြောင်းလာရတာရှိတယ်အနေပြမှာဘာဖြစ်တယ်ညဖြစ်တယ်ဘောမှာဖြစ်တယ်ညဖြစ်တယ်ငါ့ကိုပြောထားသိရမလားငါ့ကိုပြောထားတယ်အများရွယ်ငါမ delete ဘူးနော်တစ်လုံးမှမ delete ထားဘူးငါ့ကိုပြောထားတယ်လေမနေဘူးနော်စေးပဲငါမှန်အောင်နေတယ်နင်တို့ပြောနေအခုဘာဖြစ်တယ်ညာဖြစ်တယ်သိရမလားအာမြင်တက်တယ်လေနင်မေးလေနင်တို့ဖုန်းနဲ့ရှိရမလားနင်တို့ဂိုင်းချုပ်ကြီးရဲ့ဖုန်းနဲ့နင်တို့နဲ့ Facebook မှာ friend လားမေးပါအကိုကျမတို့သိထားတာနေဒီဟာလားတို့မေးလေငါ mention ခေါ်ပြီးလာရှင်းဆိုချင်ပါငါနင်တို့ post ဖြတ်ပြီးစောက်တတိမရှိတဲ့ကောင်မကြီးတတိမရှိတဲ့ကောင်မကြီးတတိရှိရှင်းနင်တို့ရှင်းလူဟာမွေးပြီးလူလိုနားမယ်အေးဘယ်နားလူနဲ့လောက်ပြီးမွေးထားဟုတ်မှာနင်တို့ခုလိုလောက်တာနော်ငါကဘာမှမဖြစ်ဘူးနင်တို့ပြောတဲ့ဟာတခုလုံးနဲ့နင်တို့မဖြတ်နဲ့မလေးမဖြတ်နဲ့ post မှာမဖြတ်နဲ့ရှင်းတစ်ဖက်ကကောင်မနင်ပြောထားရနော်မဖြစ်တယ်နင်အောင်လန်းစီအနှောက်နဲ့စတာမလေးနင်ကိုလောက်တာငါပါဟဲ့
你是的是呀，那是我口啊，口啊，口啊路，啊，你有录大吧？好的，咩呢？所以呀，我录个你有 live 录没有？我给这个录，你我当门面，我好像我你有 live 没？我你有少块钱嘛？嗯，是搞啥东西？你讲得老高冷的，奥单啥嘛的？对了。အောက်တန်းစားမှာနင့်အကြောင်းတစ်လောက်ကလုံးသိရယ်နင့်ပါဇက်ကိုလေနင့်အဲ့လိုအောက်တန်းစားပါဇက်ကိုကြောက်လို့အကုန်အဲ့လိုဖြစ်နေကြတာငါတော့မကြောက်ဘူးငါလာထီကြည့်လေပါတော့တစ်စိတ်လိုက်ပြန်နင့်ဟာလည်းနောက်ဘာရှိငါ fuck him ဆိုင်ရှင်းလား fuck him ဆိုင်နင်တို့ခိုင်းကြတော့ငါ view ဆက်လို့ငါတက်ဖြစ်ရနင့်လိုဟာမျိုးတော့ဟမ်ချိန်မောင်တော့မရှိဘူးသိငါ့ကိုလာမထိနဲ့ငါ့ကိုလာထိလို့မရအောင်အုံနောက်ကြက်မတီးတဲ့ကောင်မလေးနော်နင်တို့သွားပြီးလဲမနေနဲ့နင်တို့မနေလို့လဲပြဿနာကြီးပြေလေသွားမှာမဟုတ်ဘူးနင်တို့ဟိုမပြီးတော့ငါ့ကိုထိုးနှက်နေလေအဲ့အမှန်တရားပဲနော်နင်တို့ခုပြောနေလဲငါအတွက်ကဘာမှမဖြစ်နေဘူးဘာမှကိုဖြစ်မနေဘူးကြည်ပြီးတော့မသိလားငါထပ်ပြောလိုက်တစားစီပြောလိုက်ဒီလူဒီသူ့အရှိမသွားမယ်လမ်းရှိတယ်အကုန်ရှုပ်ကုန်လိမ့်မယ်နော်သိလားကုံရှုပ်သွားလိမ့်မယ်ငါ့ကိုထပ်မစွာနဲ့နင်တို့ကအခုဘလို့ဖြစ်နေဆိုတော့သိရမှာဟေးချာချာချာနောင်နောင်နောင်ချာချာချာနောင်နင်တို့ကမင်းဘာမှမဟုတ်ငါတို့နှစ်ယောက်ထဲမှာဘာဖြစ်ခဲ့လဲဘလို့ဖြစ်ခဲ့ရနင်တို့ကတအားသိချင်တာတအားတယ်မလားဆက်စုမပူနင်တို့လောက်ချင်တာအဲ့တော့နင်တို့ကဘာဖြစ်လဲဆိုတော့နင်တို့ငါ့ကိုတိုက်ပေးမှရမဟုတ်တယ်မဟန်နင်တို့သိရမလားအောက်လန်းနေအောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဖတ်ပြန်နေဘာဖြစ်ညာဖြစ်တယ်နဲ့နင်တို့ပြောမှလीဟုတ်ပြီငါဖောက်ပြန်နေဆိုရင်ရောဘာဖြစ်တော့ငါနဲ့တို့ချင်းတစ်နှစ်မှာတော့ငါတစ်ခါမိရဲ့ရက်ကိုမရီတွက်နိုင်တာအဲ့ဒါငါပြောစရာမလိုတဲ့အမှန်တရားနော်တလောကလုံးသိတယ်တလောကလုံးသိတယ်ငါပြန်လို့ရင်ရောငါပြန်လို့ခဲ့ရောခံလीငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးတခုချင်းစီထပ်ပြောလိုက်အဲ့လိုရေတိတ်ခါပါလို့ငါမပြောတာနော်နင်တို့ဟဲ့မိမချင်းချင်းဖြစ်ပြီးတော့ညီနဲ့ရလှန်ဆိုင်ချင်နင်တို့စိတ်တယ်နင်တို့ရင်ပြေနော်အဲ့ဟိုကိုရီးယား K-pop မှာ K-pop လို့ဟိုသိရမလားဟိုဘယ်သူလဲစာရေးပြီးတော့ဟိုကောင်လေးနဲ့ဘယ်သူတော့ကောင်းကောင်းဒီဒီဟိုသိဘယ်ကယူနေကြိုက်တဲ့ဟာမှမသိဆောက်ဆင်းမရှိကောင်မအဲ့ကောင်မဘယ်ကဟာမှမသိနော်ရှင်းလေးသိကိုဟာနဲ့ကိုနေနင်းသူ့ကိုစာပို့ပြီးတော့ဘာတွေလုပ်ခဲ့လဲငါအတီးဆုံးသိလားငါမပြောလိုက်ရင်မကောင်းလို့သူ့ဖုန်းကငါအမြင်စစ်နေကြသူ့ဖုန်းထဲမှာဘာရှိတယ်ဘသူဘာပြောတာငါအကုန်သိတယ်ငါသိလို့လဲပြီးငါနင်တို့ကငါ့ကိုရရှိမှကြတယ်ဟာပြောရလေဒါပေမဲ့နင်တို့ conversation ထဲမှာဘာဖြစ်နေလဲငါသိတယ်လေငါသိတယ်လေအကြောင်းနင်တို့ငါလေအဲ့လိုကောငါသိမလားအဲ့တော့သူကငါနဲ့ပတ်သက်နေရလို့ဆိုတော့ရှင်းရှင်းလေးမိမဆိုတော့တဝင်းတိုးတယ်ဟေ့တိုးတယ်ငါလူကိုလာပြီးကလူကြီးမြည်ပြီးတော့ငါတိုးတယ်ရှင်းလားအဲ့တော့နင်တို့လည်းငါလေမျက်နှာရှိမျက်နှာထားနေဆက်ဆံတာပေါ့ဘာဖြစ်တော့ဘာဖြစ်တော့ငါမလားငါနင်တို့ကလူကြီးမြည်ပြီးလောက်ထားတဲ့ဟာကိုကလူကြီးမြည်ပြီးလောက်ထားဟုတ်ကဲ့ညီမဟုတ်ငါလုပ်ပြရမှာလားနော်နင်တို့တယောက်ချင်းကြီးပြောတာမသိဘူးမထင်နဲ့ငါအဲ့လူဖော်ကငါတောက်လျှောက်ကြည့်နေငါစစ်နေတာသိလားအဲ့လိုစစ်နေရချောင်းဖြစ်နေတာဒါငါမသိသေးတဲ့ကိစ္စတွေအများကြီးပဲမနေ့ကမှသိရမှာငါရဲ့ချက်ပေါက်မှာဘယ်မှာဘလို့တွေးခဲ့တာဘယ်လိုဘလို့လာတာနော်ဟိုမန္တလေးမှာရှိတဲ့ဟာတွေပင်းတရမှာလာတွေ့ငါတော့မသိဘူးမနေ့ကမှငါ့ကိုလာပြောလို့ငါထပ်ပြီးတော့အေးဟုတ်လားကျမမသိဘူးအဲ့လိုငါဖြစ်နေရတာနော်
နင်တို့ဘယ်ကြည့်မလဲနင်တို့လောက်ထားတဲ့ဟာတွေနင်တို့သိမှာပေါ့သိရမလားခုကျမတို့ချစ်တဲ့ကိုကြီးကိုမပြောပါနဲ့ကျမတို့ချစ်တဲ့ကိုကြီးငါလေးတလားဒါကျမတို့ချစ်တဲ့ကိုကြီးလေကောင်မပတိရှိတယ်ထပ်တင်လိုက်နော်မလေးပေါက်တဲ့နှစ်ပူကမထူးတော့လောက်ဆုံးလောက်သူ့တဲ့ကိုယ်တွေလောက်နင်တို့ကလည်းလောက်ငါကလည်းလောက်အဲ့မှာပြီးရမှာဂျားတွေကမြေစားပြနင်တို့ခိုင်းချုပ်ဖြစ်မှာလောက်နင်တို့လောက်အေးစေငါဘာမှမဖြစ်ဘူးငါကမှအပြိုနော်ငါလူလို့ငါမှကြည့်ရမယ်လူဘယ်သူမှမရှိဘူးလောက်ဟိုကအိမ်အောင်ကြပြီးပြီဘယ်သူထိမယ်ထင်နော် မဲတော့မရဆက်ကြမယ်အောက်တန်းသားမှာတရက်လုံးနင်တို့ကငါမပြောလို့သိရမလားငါအပေါက်ကပိတ်နေလို့နင်တို့အခုထက်ကလေးလေငါတို့နှစ်ယောက်ကြားထဲမှာဘာဖြစ်ခဲ့တယ်သိရမလားဘလို့ဖြစ်ခဲ့နင်တို့ထပ်သိရမှာမဟုတ်ငါလည်းပြောမှာမဟုတ်ပြောရင်ငါတို့ကဟိုမုတ်ဆိုးမလေးမကင်းကထထောင်အပိုင်းရများမှာမပြောနိုင်ဘူးငါလည်းမောလို့ဘသူတော့ငါရန်လို့လို့ငါမှတွဲနေရင်ဘသူ့ကိုငါဘလို့ရန်လို့ရမယ်မသိတာနော်ငါလည်းလာမမီးနဲ့ငါလည်းမပြောဘူးပြီးပြီအခုကိစ္စဒီလေငါရဲ့ဂုံတိတ်ခါကိုလာထိတယ်အဲ့ဒါမှငါ့ကိုပဲထားခဲ့လို့ပဲငါပဲမလေးတနာစရာလေးပေါ့ကွယ်အဲ့လိုမလို့ငါခက်ငါ့ဘာငါ့ကိုထားခဲ့နိုင်တဲ့ယောက်ျားမရှိဘူးဟုတ်လားငါ့ကိုတနည်းမဟုတ်တနည်းနဲ့ပြန်ဆက်သွယ်နေတဲ့ယောက်ျားဆိုရှိတယ်ဒါပေမဲ့ငါမပတ်သက်ဘူးရှင်းနော်ငါနဲ့ပတ်သက်ခဲ့ယောက်ျားပေါ့ငါအကောင်းမှဆိုနေတယ်သူတို့ကငါဘာလုပ်ပေးနိုင်လဲငါလုပ်ပေးတယ်ရှင်းနော်ငါ့ကိုဒီလူဘာလို့လေးနှစ်တွဲနင်တို့ဂိုင်းချုပ်ကြီးနလေးတအားဆိုနေစကိုင်းဘာလို့ငါ့ကိုလေးနှစ်တွဲလဲဘာလို့ငါနဲ့မှလေးနှစ်နေလဲနင်တို့သိပါတယ်နင်တို့ကိုပြောကြတယ်မလို့ तू ဘာလို့ငါ့ကို तू အချက်ဆုံးဆိုရင်မထားခဲ့လေရှင်းတယ်ငါ तू နဲ့0 level တည်းရှိခဲ့တဲ့မိန်းမသိလားနော်အဲ့လူတယောက်ဒီမကောင်းခင်တော့ငါတညာလုံးမိတ်ပဲနဲ့ငါထိုင်ပြီးတော့ငါကြည့်နေခဲ့တယ်မိန်းမနင်တို့အဲ့လူကိုချစ်တယ်ခင်နေဆိုတာငါရဲ့ချေမုံချင်းများနုမမိဘူးသိလားမမိဘူးနင်တို့မမိဘူးတရက်လော်နင်တို့ကအခုကတော်တဲ့နဲ့ကြည့်ကောင်းလို့ကြည့်နေရင်မထင်နဲ့ငါတမင်ကောင်ခေါင်းကိုက်နေငါခေါင်းရင်ကြောင်းနင်တို့ကြောင့်ကိုက်နေမှာမဟုတ်ဘူးနော်နင်တို့ကြောင့်ကိုက်နေမှာနင်တို့လိုကောင်းမရနင်တို့ကိုငါစင်းနဲ့ဖက်ပြီးပြောရမယ်ကောင်းမရမဟုတ်ဘူးဘသူကြောင့်ကိုက်နေထင်လဲငါမနေ့ကဒီလိုပြောလိုက်လို့ဘာဖြစ်သွားလဲငါတစ်ဖက်မင်းကလေးကိုငါအားနာတယ်ငါတစ်ဖက်မင်းကလေးကိုအားနာတယ်သူကသူဘာပဲဖြစ်နေငါအားနာတယ်ငါအဲ့လိုလူမျိုးငါလည်းရေးနေငါတွေ့တာဘာလို့မင်းလာတော့ပြီးမှထတင်တာလဲတို့သိလားငါမင်းလာတော့ပြီးမှဘာလို့ထပြောရလဲငါ့ကိုမထီငါမပြောဘူးလေဟဲ့ငါ့ကိုမထီငါ့ကိုမထီတယ်ငါဘာမှမလုပ်ဘူးငါ့ကိုလာထီရလဲငါမခံဘူးအခုငါမနေ့ကပြောရဟာလေအကုန်မှန်နေပြီသူမဖောက်ပြန်နေဘူးလားဖောက်ပြန်နေလေဒါပေမဲ့ငါလိုက်ပြီးတော့ငါထိန်းနေဟုတ်တယ်ငါတီးခိုင်နေတာငါစောက်ပြက်ငါပန်းမတွေ့ဘူးဟုတ်တယ်နော်လူတယောက်ကတစ်ခေါက်ဖောက်ပြန်တော့ဘယ်သူမှခွင့်မလို့ကြအယောက်90ထပ်ပါတော့အဲ့လောက်နီးပါလားငါလည်းမမှတ်နိုင်ဘလို့မှမမှတ်မိတော့လို့ကိုအဲ့လောက်ရှိတယ်သူ့ငါခါခွင့်လို့ခဲ့သူအပြစ်မဟုတ်ဘူးသူ့ပြငါစောက်ပြက်ဒီကောင်မကြီးခိုင်နေတာဒီကောင်မကြီးခိုင်နေတာဒီကောင်မကြီးစောက်ပြက်အဲ့တော့ငါပန်းမတွေ့ဘူးငါဒရမာမချိုးဘူးရှင်းတယ်ဟုတ်တယ်နော်ငါမနေ့ကပြောခဲ့တယ်မှာမှားတခုမှမရှိဘူးအဲ့တော့ငါမှားနေတယ်ဒီတို့သိနေတယ်သိရမလားငါကနင်တို့ကိုဒီလိုလုပ်ခဲ့ပါတယ်ဒီလိုဖြစ်နေပါနင်တို့ဂိုင်းကြော်ဒီလိုလုပ်ခဲ့ဆိုနင်တို့ပါဇက်ပါနင်တို့ဖုန်းနံပါတ်ပါပဲနင်တို့ Messenger မရှိဘူးလားနင်တို့ Facebook ကို post တင်မှာနင်တို့ပရိသတ်သိမှာလားမမေ့လေတပြောလေနင်တင်သမျှပုံငါနော်ငါ mention ထိုင်ခေါ်ပြီးငါရှင်းခိုင်းမှာငါ့ကိုလာမလုံးနဲ့ငါမလည်းငင်းခံတယ်ငါမှန်လဲငါစမငင်းခံတဲ့မိန်းမတွေမပါဘူးနော်မနေ့က post တင်ရတဲ့အကြောင်းရင်းဒီငါတိတ်ခါရငါတင်နေငါမိဘစိတ်မချမ်းသာလို့ငါနဲ့ငါတူရီတော်သမီးညံ့ညံ့ကလေးတွေငါမိဘငါ့ကိုပိုးလို့မွေးလာတာ
သိလားပိုးလေးလို့ခုချိန်ကြီးငါမနဲ့မိုးလေးဒါစားမယ်ငါရဲ့ပါစတဲ့ခုထိရအောင်အခုချိန်ကြီးနော်အခုချိန်ကြီးငါမိဘပိုးလေးမွေးတယ်လို့မွေးလာတာငါလိုချင်တာတာတိုင်းနဲ့ရနေငါဘဝသိလားနော်ငါမိဘငါ့ကိုသိရမလားဟိုမပြမတန်ပြောပါညာနဲ့ပြောငါလည်းလောက်ခဲ့တာမဟုတ်ငါမိဘခံမလဲလားတာသမီမွေးထားမိပါတယ်ကုန်သိမှာငါမိဘခံမလား အဲ့ဒီကောင်ကဒိုင်တာမင်းပါလေ ငါမိဘခံမလားမခံဘူးငါမိဘကြောင့်ငါတက်ရှင်းတာနော်တော်ရုံတန်မော့ဟဲ့တော့ပြီးနေပြဿနာတခုအခုနင်တို့ထက်လို့တော့ငါအခု live ထပ်တယ်ပြီးအဲ့ဒါရထပ်ပြီးထပ်ပွားအောင်မယ်အဲ့ပြီးမီဒီယာရထပ်တင်အောင်မယ်နင်တို့အဲ့တန်ညာပြီးမှာကိုမဟုတ်နင်တို့ကတည်းကချစ်ကိုကြီးဆိုနင်တို့ချစ်ကိုကြီးဒုက္ခရောက်လုပ်နေတာဒါပဲသိလားနင်တို့ချစ်ကိုကြီးလည်းအမှလို့အဲ့ဒီခုငါ live နဲ့နင်တို့ချစ်ကိုကြီးခုနကတော့ဖုန်းခေါ်သွားအခုတော့နေမတိထိုင်တာဖြစ်နေလောက်ပြီငါလည်းပြောတယ်နင်ကြောင့်ငါမပြောဘူးလို့အဲ့ဒါမဲ့နင်ဟာရင်နင်ထိတ်ဟောနင်ရှင်းရမှာတော့လို့အဲ့ဒါဒီအကုန်လုံးကလို့ငါ့ကိုလာမလုပ်နဲ့လို့နော်ချစ်ကိုယူသနာရင်တို့နည်းနည်းလေးများရရှော့လေးကျရရရှော့တေချောင် fast ကိုစုပြီးမှတို့ပြောသိလားပေါက်ပန်းစင်းဟိုတက်မှာချိန်ပြင်းမရှိမလို့အောက်လန်းနေထက်လန်းနေလုံနေနဲ့အောက်လန်းနေထက်လန်းနေကောင်းနေမှာတော့နင်ကိုတို့ချစ်ကိုကြီးနဲ့ငါနဲ့လည်းညားနေငါအောက်လန်းရန်ကောင်းနေမှာတော့နော်နင်တို့လည်းအမှခြေကြွမကြွနင်တို့ငါစောင့်မြင်ကန်နေကောင်းပါလေနင်တို့ငါကြည့်လို့ရမယ်နင်တို့ထင်တာငါပေါ်တင်ပြောရဟေ့နော်နင်တို့ငါကြည့်လို့ကိုမရတာသိလားနင်တို့ငါစောင့်မှကြည့်လို့ကိုမရတာရှင်းလားအဲ့နင်တို့ကြွကြွပြောသိနေလာပြီနင်တို့လည်းငါအောက်လန်းနဲ့လုံငါအောက်လန်းတအားကောင်းနေလေသိရမလားပေါက်လိုပဲသားစကားပြောတာတောက်ယူစာမတက်ဘူးဆိုတာဒါသိတာနော်မောတယ်နင်တို့လည်းပြောရငါဖုန်းလာ15ပဲကြံတယ်ချစ်ကိုကြီးလုံနေနဲ့နော်မမရင်ပြောလိုက်ရမကောင်းဘူးပြောတတ်တယ်ငါစကားပြောတတ်တယ်ရိုင်းအောင်လည်းပြောတယ်ရင်အောင်လည်းပြောတတ်တယ်ငါ့ကိုလည်းလာမထီနဲ့ငါမခံဘူးသူများလည်းငါစောက်ပြမြုပ်ဘူးသူများလည်းငါဘလိုင်းသွားမလုပ်ဘူးသိရမလားနင်တို့လိုမျိုးလေသူများကိုသွားပြီးဟိုဖြစ်ကောင်မသားဖြစ်တယ်ဒီကောင်မလက်အားနေငါထပ်ပြောလိုက်မမရင်ကဘက်ကထွက်အောင်မလူကြီးတွေကကြည့်နေမှာလက်အားမနေနဲ့လက်အားနေတယ်မလားကိုမလက်ကိုနင်တို့လက်ရားနေခွေးလျားတီးပို့ပြီးအဲ့လိုထိုင်ပို့နေနဲ့ပို့နေခွေးလျားတီးတစ်ထုပ်ဝေထိုင်ပို့နေအဲ့မှာပို့မကမှာအိမ်မှာယောက်ျားရှိယောက်ျားနဲ့တူတူလက်နှစ်ဖက်လေးလူလေးဖက်ယောက်ျားရေးရားတယ်ဆိုပို့နေတတ်လားနော်နင်တို့ယောက်ျားဟိုဒရိုက်တာမိန်းမ2ယောက်ကတော့တဲ့မလားအချင်းချင်းမရှိတဲ့မိန်းမ2ယောက်ကတော့တို့ရှိမှာနင်တို့လင်းနေတို့ပုတ်နေဟိုကိုရီးယားလို့ဘာလို့သိရမလားဟိုယူလို့ပေါ်လို့ကောင်းမှနင်ကတော့ပုတ်ဆရာရှိမရှိမသိမရှိတယ်နင်အခွေးရသည်တမုတ်ထုတ်ထိုင်ယူဝဲပြီးတော့နင်အမှနင်နေရနဲ့နင်လက်နဲ့နင်ပုတ်နေတို့လက်တွေကိုဘဲ့နဲ့မိန်းမချင်းလိုက်ပြီးတော့တိုက်ခိုက်ဘာချစ်ကိုကြီးဘာကွာတိဘာတိရဘာပြောနာငါ့ကိုလည်းအခုမှဖုန်းနေကုန်ဝိုင်းပြီးဆက်တော်တော့မတော်ဘူးငါကြည့်နေတာတရားမလွန်နဲ့ငါပြောရတဲ့ဟာတွေတခုမှငါမနေ့ကတင်းတဲ့ဟာလေတခုမှလီဆယ်ပြီးလောက်ကြံတာတခုမှမပါဘူးဘယ်နဲ့အားနေလိုက်ပြီးတော့တအားရန်ဖြစ်ချင်ဟလားနင်တို့ကြိုးဝိုင်းနဲ့ခေါ်ပြီးထိုးခိုင်းတာအောင်မယ်လိုက်ပြီးတော့လိုက်ကအားနေကိုစတော့လို့ကိုမလုပ်ဘူးသူများဆောက်လို့စိတ်ဝင်စားနင်တို့စောက်သိစားလာတာပါလားကောင်းမတော့ငါလာမရှုံနဲ့နင်တို့တော့ကြောက်နေမြင်ငါထင်လားခုနော်ညီကုန်းချုပ်မယ်မင်းတို့ကောင်းမ3ကောင်တင်တန်းထပ်တင်တန်းတင်ကြိုက်တာတင်ထပ်တင်စောက်ခုမဆိုင်ဘူးရှင်းလားမင်းတို့အောက်ကနေဆွဲနေကောင်းမရဲ့တည်ရမလားမလေးတငယ်ချင်းတော့လောက်ဝစ်လေပဲခံလိုက်ရတာဆိုလဲနင်တို့တွေခံလိုက်အခုချိန်မှာငါအေးစေးပဲနော်အခုချိန်မှာငါအေးစေးရှင်းလားတရက်လုံး
ငါနာမည်တော့လာမပါစီနဲ့ပါကြည့်ငြိမ်ခံမဲ့ချိန်မှာငါမပါဘူးစီမှငြိမ်ခံအောင်အဲ့ဒီတို့ဂိုင်းရုပ်တည်ရငါသူများကိုမဟုတ်ကမလုပ်ဘူးငါသူများကိုမဟုတ်ကမလုပ်ဘူးငါ့ကိုလည်းမဟုတ်ကလာမျိုးသူများလည်းငါမဟုတ်တန်းတရားငါဘယ်တော့မှမပြောဘူးငါဟုတ်တဲ့မှန်တဲ့ဟာပဲငါပြောတယ်ကဲလို့ဟိုတချို့အရာတွေရှိရပေါ့ဟဲ့တည်ရမလားနင်တို့ကိုစောင့်မိကက်လို့နင်တို့နားတွေကိုပြောင်းမဲကောင်းသွားတယ်ငါနားတွေကိုရအောင်တည်ရမလားငါပြန်ပြောရရလည်းရှိစကားတွေတိတ်ပြီးတော့ပြောချင်တာမဟုတ်ဘူးเนาะအဲ့တော့နင်တို့တစ်ဖက်ကန်းကောင်းမပြီးရင်ဟိုဒရိုက်တာရဲ့တည်ရမလားနောက်ကနေဟိုဘယ်နှယောက်မြောက်မရားမသိတဲ့ကောင်းမနော်ပြီးဟိုကေဘောလိုဘာလိုနဲ့ဆိုရင်အညုံညအပူကြီးလုံးနေကောင်းမ၃ကောင်လုံးနော်စောက်ငါရဲ့စောက်မျက်စိရှိလေနို့ပေါ်မလာနဲ့နို့လည်းတတိရှင်ရှိရညာထက်တယ်နို့လည်းစောက်ပြီးမစားဘူးနော်ထက်လည်းပြောမှာမဟုတ်ဘူးလာပြီးတော့လူပါလာမှနဲ့တနာမုန်းသိကြောက်နေပြီလေတနာမုန်းသိပေါက်ပိနေနို့စင်းနေဖြစ်လို့ပြန်မပြောတာ对了，是啊，ငါနဲ့နင်တို့ကိုင်းရုပ်ကြောင့်နင်တို့သိချင်တာလားသိချင်အိမ်လာခဲ့ပြပြမယ်လာခဲ့ပြပြစာစုံ4နှစ်တက်ကလားသိရမလားတို့4နှစ်တာဆိုတော့တို့ကခုနှစ်တော့မမှတ်မိဘူးကွယ်နော် January မှာစကြိုက်တာဆို January နဲ့စပြီးတို့တလားဘာဖြစ်ခဲ့တို့ပြောပြမယ်လာခဲ့တားသိချင်လာခဲ့အိမ်လာခဲ့တားသိချင်အိမ်လာခဲ့လိုက်warmly welcome အာဒီမြောင်နဲ့နော်ငါပြောရတဲ့မှာနင်တို့ဂိုင်းရုံနဲ့ပတ်သက်ပြီးမှာတခုမှမပါဘူးငါတို့တလောကလုံးသိနေရမှန်တရားတလောကလုံးသိနေမှငါ့ကိုဘာလုပ်ခဲ့လဲဆိုတလောကလုံးသိနေရမှန်တရားအဲ့တော့နင်တို့ပေါက်ပိတ်မှာပေါ့နင်တို့ကသူနဲ့မှအလုံးမလုပ်ရရင်နင်တို့ငတ်မှာလေငါအီစီငါသူနဲ့မလုပ်လို့လည်းဘာမှမဖြစ်ဘူးရှင်းလားမှတ်တာအဲ့ဒါစွန့်မြမှတ်တာနော်ငါ့ကိုရလာမထိနဲ့ငါ့မှန်အောင်နေတယ်ငါကံအောင်နေတယ်ငါဘယ်သူမှလည်းမပါဘူးနော်ငါသမီးငါစားတယ်ငါလည်းငါရှောက်တယ်ငါ့ကိုလာထိနော်နင်တို့လည်းငါတက်လာအေးပေါ့ဘာဖြစ်တော့ကြော်သွားပြီးမှာပေါ့အခုတော့ငါကြော်သွားပြီးစက်တက်မှမရှိဘူးရှင်းလားလူစားတာဟမ်ရှင်းနော်နင်တို့ကိုလည်းနင်တို့ဂိုင်းရုပ်ကလှမ်းပြောလိုက်မယ်ခုနကလည်းငါလှမ်းပြောရတယ်နော်ခုနကလှမ်းပြောရတယ်နင်တို့ကိုလည်းဘာဒီဘလို့လှမ်းပြောလိုက်မယ်အေးနင်တို့ထက်ရှိထက်အရေးရှိမှနင်တို့ဂိုင်းရုပ်ပဲโอเคဘောပေါက်လားဒါပဲမိခိုင်ဘာမီဖုန်းပြော live လွှင့်မှာနော်live လေးကပြန်စမှရတော့မယ်တဲ့မှာကျမတို့ကအဖက်ဖက်ကဝိုင်းပြီးတိုက်ခံကျမထက်ချက်အလက်နဲ့ချပြမှရတော့မယ်ပေါ့နော်လေရင်စီးပြီးပြန်လာတဲ့ကောင်မလေးတော့ငိုနေပြီထားလိုက်ပါတော့ကလေးကိုမလုပ်တော့ဘူးသူ့အသက်ကလေးကခုမှ24 25ပေါ့ထားပါတော့26ပတ်လည်လောက်ပဲရှိမှာအဲ့တော့ကျမသူ့ဟာကိုလည်းအာယုံဆိုင်နေကြကြအောင်ခုတော့ငိုနေပြီဆိုတော့ကျမထပ်ပြောရင်သူကမှလေပင်တက်တည်ဖို့ပဲကြံတော့မှာအဲ့တော့ကျမမပြောတော့ဘူးကျမအလူသူများအလူဖြစ်သွားတယ်ကျမမခံနိုင်ဘူးသိရမလားတို့ဖြစ်ပါတယ်တို့ပါသူကျမမကောင်းကြောင်ပြောလေကျမနဲ့အဲ့ရှူတင်မှာရှိနေတဲ့လူတွေကျမဘယ်လိုနေလဲထိုင်လဲအတိဆုံးကျမနေနောင်လေးကျမမင်းသမီးတာပြောကျမမင်းသမီးလို့မဟုတ်ဘူးကျမယောက်ျားကြီးလိုနေရဝတ်နာမကြီးတီရှပ်နဲ့ဘောင်းနေကျမနေတာကျမအကြောင်းသိတယ်ကျမနဲ့ဘောင်းနေလူတွေသိတယ်ကျမမင်းလေးလိုတော့မြင်ကြအောင်ကျမယောက်ျားလေးလိုပဲနေတာကျမမင်းသမီးလိုစရကျမတစ်ခါမှမနေခဲ့ဘူးနော်အဲ့အခု तू ပြောနေ तू ငိုပြီးပြောနေတယ်ထားလိုက်နင်ကငါမရှင်းသေးဘူးခုဒီမှာငါ့ကိုနောက်တစ်ယောက်ထပ်ပြီးတိုက်ခိုက်တယ်နော်ထားပါတငယ်ချင်းဘက်ကပဲနားလို့ပဲဖြစ်ဖြစ်ဟိုဟာပဲဖြစ်လို့ကျမကပဲမသိမဟုတ်မှန်တယ်လို့မတန်းတရားတယ်လို့ပြောနေတာနော်အဲ့တော့ကျမကိုဖုန်းနေဆက်တယ်ဆိုရင်ကျမကို August လမှာစဆက်ပါပြီသူပြောသလိုပဲ August လမှာပေါ့နော် August လမှာကျမကို Telegram နဲ့စာရေးပို့ထားပါသေးတယ်အဲ့ဒါလေသူပြန်ဖြတ်ပြီးတော့သူတည်မြန်မာဆိုလို့ပဲဟိုဘက်ဒီဘက်တစ်ခါ delete လုပ်သွားတယ်ပေါ့နော်အဲ့တော့ဒါကျမAugust သူကကျမအလုပ်ကြောင်းပြောမှာတဲ့
အလုပ်ကြောင်းပြောမှာနော်ဟောငါက gallery ပဲရောက်သွားတယ်အလုပ်ကြောင်းပြောမှာဩဂတ်6ရက်နေ့ဩဂတ်6ရက်နေ့ထားပါလားသူ့ရဲ့ဖုန်းနံပါတ်နှစ်ခုကိုကျွန်မဖုန်းပေးထားမယ်3နာရီမနက်3နာရီ46မှာဒီမှာဩဂတ်6ရက်နေ့ကျွန်မစီကိုသူ contact လမ်းလုပ်တဲ့အချိန်မှာကျွန်မကိုအလုပ်ကိစ္စပြောဖို့တဲ့မနေ့3နာရီ46မှာ X ကိုဘာလို့ကိစ္စပြောကြရှိရလဲရှင်ကျွန်မသိချင်လို့အခု post တင်နေအကိုကျွန်မပထမတော့နားလေပေးဦးမလို့ပဲဒါပေမဲ့အကိုရေးထားတာတစ်ဖက်စောင်းနေရင်စံနေသလားလို့သိလားဂိမ်းဆိုင်ဘူးနော်ဟောတင်ထပြောတာဒါအနာသာဟာရှိသေးတယ်ဒါကျွန်မကိုဆက်သွယ်တဲ့အချိန်ဒီ August 6ရက်နေ့အခုထားပါတော့အခုဒါ October November ထားလိုက်အောင် November ဆိုတော့8လပိုင်း90 17ပေါ်ထားလိုက်အောင်8လပိုင်းမှာသူကျွန်မကိုစပြန်ဆက်သွယ်နေပြီမနေ့တမပါ August 6 3နာရီနဲ့46 AM မှာကျွန်မသူဆိုမှသူ့ဖုန်းနံပါတ်လည်းအောက်မှာပါပါတယ်ကျွန်မဖုန်းနံပါတ်လေးကဖုန်းနံပါတ်ပြရင်အဆင်ပြေပါမလားတော်ကြသိရမလားဟိုကဖြစ်မှာလဲစိုးလို့ဆိုတာသူ့ဖုန်းနံပါတ်ဘာညာတိသွားပြီးတော့ဖြစ်မှာဆိုလို့အကယ်လို့သက်ဆိုင်တဲ့သူတွေတိကျင်တယ်ဆိုကျွန်မရဲ့ Messenger မှာလာတောင်းလိုက်နော်ရတယ်ဒီမဲ့အကိုတို့တစ်ဖက်ကိုတင်နေတာနဲ့ကဲနေတာနဲ့တခြားမင်းကလေးကိုမထိုးကြနဲ့ယောက်ျားမလားယောက်ျားလို့လှုပ်ဆန်းပါတက်ကြီးမှာဘာလို့ဟိုဘက်ဒီဘက်လိုက်ပါခြင်းနေရတော့ဟာနဲ့ငါ့ကိုမင်းဖုန်းလာပြန်ငါဒီဖုန်းကဟိုကမင်းရလို့ငါမဝင်ရလို့မင်းဟိုရှာလိုက်ခုနတင်ထားတယ်ငါဟိုရှာလိုက်ငါစာတစ်ခုချင်းစီဖတ်ပြီးငါပြောမှာတနာမိုးတဲ့ထိတ်လာမပုံနဲ့နော်တနာမိုးတဲ့ငြိမ်ပြီးနေဆိုအကြောင်းရမဟုတ်ဘူးနော်ဒီမှာဟုတ်ပါတယ်ကျမနဲ့နိုဝင်ဘာမှာပြစ်တယ်ပဲထားဆရာဝန်မလေးကိုလိုက်တယ်တဲ့6လဆိုတော့ထားပါတော့နော်နိုဝင်ဘာဆိုတော့ December January February March April May မှာနော်အဲ့တော့Mayမှာသူတို့ပြောစကားအရာပေါ့နော်ဒါပေမဲ့ကျမနဲ့ပတ်သက်ထားတဲ့လူကနိုဝင်ဘာမှာတင်သူတို့တွေ့တဲ့အင်းရလိတ်ကဝိုင်းဆိုင်မှာ mind date တင်ထားပါတယ် miss that time miss that place ဆိုပြီးတော့တင်ထားပါတယ်နော်အဲ့တော့ဟုတ်ပြီ2015မှာယူတယ်မင်္ဂလာဆောင်မကို6လကြာကြိုပြီးတော့ပြင်ရတယ်တဲ့နော်အဲ့တော့ကျမသိချင်တာအဖြေရလည်းမပေးရသေးဘူးနော်အဲ့တော့မင်္ဂလာဆောင်မက6လကြိုပြီးတော့စီစဉ်ထားတယ်နော်အဖြေရလည်းမပေးရသေးဘူးဆိုတော့အဖြေမပေးခင် April လလောက်ထဲကမင်္ဂလာဆောင်မစီစဉ်ထားကြလားဟုတ်လားအဲ့လိုလားအဲ့လိုမျိုးလားအခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်ခဲ့တဲ့များအမှန်တိုင်းချပြခြင်းပါတယ်ချပြပါဒီလိုချပြခြင်းဟာဘယ်သူတူတယောက်ကိုမှနစ်နာထိကြိုက်လို့ခြင်းအလျင်းမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးတဦးကသူ့တငယ်ချင်းဒေါက်တာမာလေးနဲ့တူကသူ့ခင်ပွန်အပေါ်အထင်မြင်လွဲမှာဆွဆွဲခြင်းပေါ်တရက်လွန်ဖြစ်လာသလိုဒီလို post တင်မှုအပေါ်မှာကာယကရှင်များကစိတ်ကြဘလို့မှမရှိပေမဲ့ဆွေမျိုးတငယ်ချင်းများစိတ်မကောင်းမှဆိုလို့ရှင်းပြခြင်းဖြစ်ပါတယ်ဟာအရှမ်းသဘောကြတာပေါ့အထူးသဖြင့်ခုမှပျော်ရွှင်ပွဲအတိပြည့်စုံနေမင်္ဂလာပွဲကျင်းပပြီးကစားတငယ်ချင်းဒေါက်တာမင်းကလေးကိုပုတ်ကိုရေးတိုက်ခိုက်ရမယ်တရားဖြင့်စော်ကားရေးသား comment အနေနဲ့ချိုးနှိမ်စံခံရတွေတိတ်များကျမဒီစကားကိုပြောချင်ပါတယ်ကျမခုန live မှာလည်းပြောခဲ့ပါတယ်ကျမအဲ့အမအားနာပါတယ်အဲ့အမဒီကျမသူ့ကိုမဆွဆွဲပါဘူးเนาะကျမရဲ့အရှိ post မှာလည်းစနိုက်ကြော်ပါတယ်ကျမစီကနေလူကကျမတလုံးတလီမှာကျမမင်းကလေးမစော်ကားရပါဘူးเนาะဒါကျမဘယ်လိုပြောချင်တာပါမနေ့က post မှာလည်းကျမမတိုက်ခိုက်ထားပါဘူးလုံးဝမတိုက်ခိုက်ထားပါဘူးကျမမိန်းမချင်းမိန်းကလေးဆက်ဆက်မိကျမရှင်းပါမယ်เนาะအဲ့တော့သူနဲ့လက်ထက်ခဲ့တဲ့သူကကျွန်တော်တို့လည်းအမြဲအစားတူသွားတူခင်မင်းရဆိုကြောက်တူဖြစ်ပြီးသူကနောက်ဆုံးအခုသင်ကြီးဆိုတာ80ဇလန်2024နိုဝင်ဘာမှာအပြီးပြက်ပြီးဆုံးသွားသူတို့နဲ့ရင်းနှီးသူတွေငယ်ငယ်သိချတဲ့ကိစ္စပါလေလို့ရကိစ္စလည်းမဟုတ်ပါသူတို့3နှစ်တာ80ဇလန်ကလည်းဂျားထဲမှာပြဿနာမျိုးတက်ခက်ခဲနေပုံများဆိုလည်းရှိကြတာပါဘယ်သူမှသိမှကျွန်တော်ဘယ်သူမှသိမှပြောလို့ပါဆိုတော့ကျမအမနေခဲ့ရလားအဲ့လိုမျိုးလားဟဟလားဟုတ်ကဲ့အာမနာရှာမကျိုးတော့ပြောတတ်ကြတယ်ပေါ့နော်မလီတော်တာပြောချင်တာတဲ့အခုတငယ်ချင်းဒေါက်တာလီရဲ့ခင်မုန်းကသူ့ရဲ့နောက်ဆုံးအဲ့တယောက်နဲ့မနစ်ကလိုရမှာပြက်ခဲ့ပြီးနောက်မှသူတို့နှစ်ဦးစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းသဘောကြဝါဆက်တော့တငယ်ချင်းဒေါက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ပေးလို့10ရောက်လောက်ဖြစ်နေတယ်ညှိကြအောင်သိလားအင်တာဗျူးဖြေရ2ယောက်ရဲ့မိတ်ဆက်ပေးဆို1ယောက်ညှိကြအောင်ညှိကြအောင်ချင်းချင်းတည်းမှာမိတ်ဆက်ပေးရလားမိတ်ဆက်ပေးရလားဒါမှမဟုတ်တည်းမှာ3ယောက်လဝါချင်းရိုက်ကြဒီကောင်းနေလားငါတို့တော့အတူတူမိတ်ဆက်ပေးမယ်ဘယ်သူတွေပါအောင်မလဲ come on လားငါတို့ဆို
အဲ့လိုမိတ်ဆက်ပေးခဲ့ကြလားအရင်ညိအောင်စကားဆိုတာပြောမယ်ဆိုရင်ရှင်းတော့ညိရပြောရတယ်ပြီးတော့သူများကိုပြောမယ်ဆိုလဲပတ်စော်လာခွင့်ဆောက်ရွေးပတ်စော်လေးဖွင့်ပြပါဦးသူများကိုပြောမယ်ဆိုရင်သူများဘက်ကမထိအောင်ပြောရတယ်ရှင်းတို့ကျွန်မပြောထားပြီးသားကျွန်မကိုမထိအောင်နေမထိအောင်ပြောအခုလေရှင်းတို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထပ်ထိပြန်ပြီနော်မြင်းချင်းသဘောကျစိတ်ကို तू ကမြင်းချင်းကုံလုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားတော့ तू သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင်မိတ်ဆက်ခိုင်းရှင်းရခိုင်းတာလောက်ပါတကယ်ကြီးနေတားကြပါတည်တယ်တကယ်ကြီးနေဘာတားရလဲမလောက်ပါနဲ့ဟိုစတာမလောက်ပါနဲ့လို့တားကြရလားနော်ညတကယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကရဲမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျွန်မလက်ခံပါတယ်ကျွန်မတစ်ဖက်မင်းတို့လုံးဝမစော်ခါပါကောင်းပါတယ်နော်မိဘတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြောင်းအဲ့တော့ကျမကကြတော့အပြောချမ်းမှုတင်တယ်ရှင်တို့အဲ့တော့ပါဇက်တိပိတ်ခဲ့ကြလားဟုတ်လားကျမအပြောချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်းထုတ်ပြခဲ့တာပါအဲ့စာရေးကျွန်မရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလားအဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်းတူဘူးဆိုပြီးတော့ကိုရှင်တည်နာရှင်တို့လုံနေခဲ့ကြလေသူကိုရန်ဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာနော်အဲ့ဒါတော့မပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းခဲ့တာဖြစ်ကြအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့တာပါရှင်တို့အဲ့လိုလွယ်ယုံလာလားရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိကျင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ချောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတလေဘာဒိတ်တွေကိုပြောချင်တာပါတလေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြအောင်ဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ဂုတ်ပေါ်ခွစီးနေလို့လဲကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူချုပ်ပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလေးကိုဆက်တယ်တေးကြလားတမမိုးတင်စမြင့်လှန်အကုန်ရှုပ်မှာနော်တေးကြလားနင်တို့မသေးကြရပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာသေကြလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တာတက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းအဖြစ်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့ match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ March လမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှမဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာ ငါကသူ့ခန်းရှိအမြင်နဲ့ဖြတ်သွားဖြတ်လာလုပ်နေတာဘာလို့တခန်းကျော်တော့တခန်းပေးရငါမောင်လေးအခန်းငါကတော့ငါလို့ပြော sorry နော်သူ့ကိုပြောတာနော်ကြည့်ရလူတွေပြောရမဟုတ်ငါမောင်လေးအခန်းအဲ့တော့ငါနဲ့သူနဲ့တွေ့တယ်ငါဖြတ်သွားလဲသူတွေ့တယ်သူဖြတ်သွားလဲငါ့ကိုတွေ့တယ်အဲ့တော့သူနဲ့ငါနဲ့စကားပြောဖြစ်တယ်နော်အဲ့တီဘာလုပ်နေလဲဟုတ်ကိုဒလုပ်တယ်ဒါဖြစ်တယ်အဲ့ဒီအချိန်မှာသူစားနေတဲ့ food ပေါ့နော်သူအဲ့တော့ဝိတ်ချနေတဲ့ food box ကအဲ့ကနေတေးလာတဲ့ဟာအသေးခံလိုက်နေပြီးအဖြစ်မပေးတဲ့ဟာနင့်အဲ့ box ကြီးကင်ပြီးတော့အဲ့ဟာမှာအဲ့လိုမျိုးတည်ရမှာဘသူကတကူကထမ်းနေပြီးတော့ဒီနေ့ပြင်ပေးလိုက်မှာပဲလိန်ရင် fax နဲ့လေငါ့ကို line မထိုးချနဲ့ငါ့ကိုထပ်လာထိုးချလို့မရဘူးငါတိမခံတော့ဘူးနော်အဲ့တော့ဟုတ်ပြီအဲ့မှာရေးထားတယ်ကျွန်တော်တို့တကယ်ရအောင်လောက်တောင် road ပါလာအော်အားကြတယ်အမလေးအကုန်လုံးနဲ့ road တယ်ငါနေတော့လေ road မှာပြီးတော့မလဲ9000 4နှစ်မုံ2နှစ်ကျော်မှသူ့အကြောင်းကုန်လုံးအလုံးစုံသိတာနော်စောက်ယူမာကြီးစောက်ငါ့ကိုကတော့လေလို့မှတ်ထားတာစောက်လုံးမာကြီးစောက်အောင်မာကြီးတော့2နှစ်လောက်မှသိအဲ့ဒါဆိုတို့သဘောပေါက်ပတ်စောဖြုတ်ထားလိုက်နော်အဲ့ဒါဆိုသဘောပေါက်4နှစ်တော့2နှစ်မှရှိတစ်နှစ်ကတည်ရဒါပေမဲ့ဥလဲပဲတည်မလားအဲ့တော့ကျမအသက်ရွယ်ငယ်ကလေးရှိသေးရောတည်မလားဘာမှမသိဘူးလိုလေးပဲကျမဖြစ်နေသေးတာကျမမသိခဲ့ဘူးနော်2နှစ်မှကျမအကြောင်းစုံကုန်တည်တာအလေ
ရိုတက်တာမှာပြောမနေနဲ့မလီခုမလီချင်းတို့ကိုရီးယားမင်းသားတွေတရုတ်ပြည်မင်းသားတွေရိုရဲဆိုသူ့ကိုမမီဘူးနော်သိလားငါချစ်သူလေးဘာလို့ချင်တော့ငါချစ်သူလေးဘာဆိုင်ငါချစ်သူဘယ်သွားချင်တော့ကျမအောက်ပဲမလန်ဆိုတော့ကျမအခုထပ်တိုက်ခိုက်လို့ကျမလှန်နေရနော်ကျမကို main ခင်းတံမဲ့ယောက်ျားကြီးဝိုင်းတိုက်ခိုက်လို့ကျမထက်လှန်ပြီအဲ့တော့တဲ့အတန်ကြိုးစားဖို့ငယ်ကျွန်တော်တို့တကယ်ကြီးအလောက်တောင်ရိုတက်ပလားမလီဟုတ်လားအခုမှရိုတက်တာကိုမြင်တာall လိုက်တာရှင် all လိုက်တာစေကင်းတလားတာလုံးဝင်ရတဲ့ diet plan ဝင်မီနေတော့တွေ့တယ်ရက်ပြီးခဏတကယ်ကြီးတောက်လေးရှိတယ်သူက diet plan ဝင်ရမတောင်စားအဲ့မှာလေကျမအဲ့ဒါမှခုမှ X ဆောက်တွေ့ရနော် diet plan ကျမ match လာတဲ့အဲ့ diet plan ဟာကျမတွေ့ထားပြီးသားရှင်းတယ်နော်အဲ့တော့ခဏသွားပြီးလုပ်တယ် main ကလေးလည်းအမျိုးမျိုးလေးလာဆုံးပြချစ်သူဖြစ်ခဲ့ကြတာပါတယ်ကျမဒီဖုန်းထဲမှာနေ့လေကသူ့အပေါင်းတင်ပြောထားတဲ့တနာရှိနေအောင်တီးရနဲ့ဝင်တိုးခဲ့တာကိုတို့အားလုံးသိနေဆိုစကားကျမထပ်ဖွင့်ပြရမလားကျမမှရှိရနော်နာမဆန်းနဲ့အဲ့တော့မငယ်ကြလို့ထားပါတော့2000နိုးမှာလည်းပြုလုပ်ဖို့ပြုံးပြောပါသလိုသားလောင်းကနောက်ဆုံးအိတ်ဆွေပြတ်သားပြီးမှတစ်ချိန်တစ်ခါလာဖုန်းဆက်ခဲ့ပါတယ်ဖက်ဆက်ရပြီကျမဘလို့ထားလीအဲ့ဒီဘိုင်းမှာတော့ကျမအလုပ်ကိစ္စရှိလို့အလုပ်ကိစ္စရှိလို့ဆိုတာကကျမအလုပ်ကိစ္စရှိတာတခြားဟာနဲ့အော်တော့ကျမရဲ့နောက်ဖုန်းတစ်လုံး iPhone တစ်လုံးဆက်လာတာကျမကဖုန်းနံပါတ်4လုံးရှိတယ်နော်အဲ့တော့ဆက်လာချင်မနေ့3:40ကျမပြရနော်ရှင်တို့ရဲ့ရီးစားဟောင်း3:40ဖုန်းဆက်ပြီးအလုပ်ကိစ္စပြောလားကျမတော့မပြောဘူး3:40အဲ့တော့ဟုတ်ပြီလွန်ခဲ့တဲ့3လကသူမရဲ့ရိုက်ပြန်စင်တာရုပ်ရှင်ကဇလန်ကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများသူမပြောခဲ့တဲ့စကားလုံးများဝင်ထဲမှာရုပ်စားဖို့တာမီရုပ်တဲ့ဒေါသဖြင့်နုံချင်းမနဲ့ဆုံးမှာကျမကကုမ္ပဏီဝန်ထမ်းဘယ်သူ့ဘာပြောခဲ့ရလဲအဲ့စကားရှင်းရမှာနော်ကုမ္ပဏီဝန်ထမ်းဆိုတော့ကျမပြောခဲ့တာဒီကျမရဲ့ရိုက်မဲ့စကားတတွင်းရုပ်ရှင်ကိုမင်းသမီးပြောင်းနေဆိုပြီးတော့ကျမဝယ်ထားတဲ့ဇလန်မှာအဲ့ဇလန်ကတတွင်းဆိုတဲ့ကောင်ကျမဝယ်ထားတာဆရာကြီးဆရာမအမအိကန်ကလည်းဒီမင်းသမီးဒီကျမသူ့ဖြစ်ခဲ့တဲ့အမွှာညီမတော့ကျမနဲ့တရုတ်ထဲမလို့ကျမရိုက်မှာပဲဒီဟာကိုရိုက်ပါမယ်ဆိုပြီးဆရာမကကျမကိုရောင်းနေတာအခုလည်းမနေ့ကဆရာမကျမကိုဖုန်းဆက်ပါတယ်မင်းသမီးပြောင်းမယ်ဆိုပြီးတော့ရိုက်မယ်ဆိုပြီးတော့ပြောလို့ဆရာမလုံးဝစာချုပ်တက်မတိုးပါဘူးဒီကားကိုတနာနဲ့ပဲကျမဆရာမရိုက်ကိုရိုက်မှာပါတဲ့အဲ့တော့ဝန်ထမ်းများမှစာပို့ထားတာကိုမြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နုံချင်းမနေ့အစောမှာဖုန်းဆက်မိတာပဲအတိအကျသူဝန်ခံခဲ့ပါတယ်အဲ့ဝန်တန်းကျမဖုန်းဆက်ပြောတာဒီထက်ဦးခင်ဆိုတဲ့ညီမလေးကိုပြောတယ်ငါညီမဒီလိုပဲနောက်ပြီးရင် Hiply ကစီကိုမချိုနယ်ကိုပြောတယ်ကျမအဲ့ညကိုဖုန်းထပ်ခေါ်ပြီးတော့မေးပါမယ်အဲ့အခုကတော့ညမိုးချော17စက္ကန့်လို့ကျမအဲ့နှစ်ယောက်ကိုကျမဖုန်းမခေါ်သေးဘူးပေါ့နော်ဒါပေမဲ့ तू လည်းကြိုပိတ်မှာပေါ့နော်ကျမအခုချိန်မှာပြင်ဆင်ချိန်မရဘူးဆိုတော့ပိတ်မှာပဲကျမမေးပါအဲ့ညကိုကျမပြောပါတယ်နော်အဲ့တော့အတိအကျသူဝင်ခံခဲ့ပါပြီးတော့ဆက်ရတဲ့ကိစ္စလည်းပုပ္ပေကိစ္စလုံးဝမဟုတ်ပဲအလုပ်ကိစ္စဖြစ်ရှင်းရင်ဆက်ရချင်တာဖြစ်ပါထိုဖုန်းကောကိုလည်းသူ့ဘက်ကမကပြီးမနဲ့ရုံးခွင့်ချိန်မှာကုန်နေဆက်သွယ်ပြောဆောင်နေတယ်ကျမဘူးမှမဆက်ပါဘူးဘာလို့လျှောက်ပြောနေပြန်ဆက်ချင်သူလည်းဆက်ချင်အလုပ်ချိန်မနဲ့မှဆက်လीဘာ3:40လောက်ဆက်ကျမမှတက်တက်ချက်လက်ရှိရနော်အဲ့လိုမျိုးဟိုတစ်ဖက်စောင်းနေပြောလို့ကျမပြန်နေတာကျမ sorry တဲ့ခုန live မှာတော့ကျမမပြောဘူးလို့ပြောထားပြီးသားကျမဒီလူရဲ့တိတ်ခါကိုမချအောင်လို့ပဲခုကျမရဲ့တိတ်ခါကိုဒဲလာချရင်တော့ကျမမခံဘူးအကုန်စစတင်လောက်တော့မှာလုံမှာပေးငါ့ကိုပေးဖုန်းကျမကိုခြေပါလက်ပါလောက်ထားတဲ့ record อ่ะအကုန်ရှိရနော်တပုံอ่ะကျမမှာအကုန်ရှိကျမ record အရင်သိနေတဲ့အထဲမှာပါတယ်ရှင်မဝေးလိုက်ဒီငါမရှိတဲ့အချိန်ငါပဲအခုပြောတဲ့ဟာကိုနေဝင်ထားလိုက်ခဏလေးအဲ့နောက်ပိုင်း तू ကထိုးကြီးစားဟောင်းနဲ့ဆက်သွယ်ခြင်းလုံးဝမရှိတယ်ဆိုတစ်ဖက်ကတင်ထားတဲ့ဖုန်း screenshot ကလည်းသူ့ရဲ့ XC ကိုရေးခဲ့တာမဟုတ်ပဲ XC ရဲ့ main လေးတငယ်ချင်း mind တဲ့2025နိုဝင်ဘာ25ရက်တင်တိသားပဲမနေ့ကပတ်ပြီးတော့ငါတငယ်ချင်းတွေအကုန်လုံးပတ်ပြီးတော့အဲ့ဟိုဟာတွေ mind တွေဟို screenshot တွေပတ်စုနေကြတယ်တိသားပဲဒီလိုလုပ်မယ်ဆိုတော့တိတယ်တမင်ပေးခိုင်းလိုက်တာသိလားဟမ်ငါစီကိုပြောလို့မှများငါဘလော့ထားတာလीငါစီဘာပြောလို့ရမှာလဲတတိရတယ်ရအောင်နေမယ်တော့ပြောပဲစိတ်နာတယ်ဘာလာပြောနာဟမ်ဘလောင်လေငါပြောပြီးသားငါ့ကိုမပါစေနဲ့နင်တို့ကကြိုက်တယ်လို့ရှင်ငါ့ကိုထပ်မထိနဲ့နင်တို့ကဟဲ့ယောက်ျားတစ်ဖုံမိန်းမတစ်ဖုံငါ့ကိုထိတာနော်အဲ့တော့အခုဇလန်မှာမလို့လားအတဲ့အကြောင်းအမှန်ကိုမသိကြဘူးထင်ချင်းနဲ့ဆွဆွဲခြင်းမှာစော်ကန်ဆက်လက်ပြုလို့ကြတယ်ကျွန်တော်ကဂျောင်းဝင်တောင်းပန်ခြင်းမှာသေလိုက်လေတာဆိုလေသေလိုက်ပေါ့ပြီးတော့ကျွန်တော်တကယ်ရင်ဒေါက်တာမလေးတက်ပြောဆိုမှုတွေစွမ်းကုန်တီးအစွမ်းကုန်တီးပြန်လာလိုက်ပြီးရင်ဒီထက်လုံမလာကြစေအမှန်တရားကိုရိုးချင်ပြဘာလုပ်ချင်လဲလုပ်ချင်တာလုပ်လေလုပ်စမ်းဘာနဲ့လုပ်မှာလဲငါနာမည်ကိုအရင်ထိတာနော်
ဒူဘာလုပ်တယ်ဆိုတာငါသိတယ်ငါဒီမှာအကုန်ချပြီးပြောရမှာပို့အစဲခံပါလားရုပ်မာတယ်ဆိုတာဖြစ်ဖြစ်ချင်းရုပ်မာဟဲ့ဒီထက်ပိုပြီးစိတ်နောက်ချက်ဖြစ်စေခြင်းဒီထက်ဖြစ်လာရင်တော့ကာယကံရှင်များဆုံးဘာလို့ရှင်တော့လုံလေငါ့ကိုတို့တစ်ခုခုလုံမာလားလှုပ်ဆန်းနင်တို့ရုပ်မာတာအကုန်သိတာပေါ့နင်တို့ရုပ်မာတာအကုန်သိတာပေါ့ မရှက်ကြဘူးလားဟဲ့ ဟမ်နင်တို့မိန်းကလေးတယောက်ကိုဟဲ့နင်တို့မိန်းကလေးတယောက်ကိုဟဲ့ငါခံနေရလဲနင်တို့တည်ဒီဟာကိုနင်တို့ခုအားနာရှာမျိုးထပ်တင်တယ်တင်းမနေ့ကလည်းငါပတ်ပေးလိုက်ပြီးသားကျမဘာလုပ်ပေးရမလဲကျမဘာရှင်းပေးရမလဲငါ့ကိုဘာပြောလဲသိလားသူ့စီကိုဖုန်းဆက်တဲ့ဟာကိုတဲ့ကျမနိုင်ကျင်စောနဲ့သူ့ကိုနိုင်ကျင်စောနဲ့ရေးလိုက်အမှန်မဟုတ်ပါဘူးလို့စပြန်တင်ပေးပါတဲ့အဲ့ဒါတော့ကျမလုပ်ပေးဖို့စဉ်းစားတယ်သူ့ရဲ့အိမ်တော်ကြီးစင်ပြေဖို့ဒါပေမဲ့အခုလိုမျိုးတော့ကျမကိုထပ်ပြီးတော့မလုံနဲ့လေအရင်လွန်နေကွယ်ကျမပြောတာဘေးဘူးရအားဖြင့်စဉ်းစားနော်ရှင်တို့ရီစားဟောင်းနေစီကိုမနေ့3:46မှာဖုန်းခေါ်ပြီးတော့အလုပ်ကိစ္စပြောလာအရင်လွန်နေအဲ့လောက်ကြီးကြတော့ဟမ်ကျမမခံတော့ဘူးနော်ကြိုက်တာလို့ကြိုက်တဲ့နေရာကြိုက်တာလို့ရောက်မသိရင်ကျမကူလီကူမကြတာတခုမှမရှိဘူးကျမဒဲ့တွေပဲပြောနေတာကျမမကြောက်ဘူးနော်ဒါကျမကိုစဖုန်းခေါ်တဲ့နေ့ဩဂတ်စ်လ6ရက်နေ့3:46 AM PM တော့ဖတ်တတ်တယ်မလားဘယ်နဲ့4 နာရီသူကဖုန်းဆက်လို့လုပ်ကိစ္စနဲ့ဘာတွေပြောနေကြတာလဲတရက်လွန် တော်ထမိုင်းလည်းမပေးစားဘူး တရက်လွန်နော်ကျမမနက်ကဒါကျမဒီအကိုကျမအရင်အားနာတယ်ဒီအကိုကကျမတို့နှစ်ယောက်သွားလာတော့ကလည်းအမြင်နဲ့ပါတဲ့လူကျမကိုဝန်ခံထားပြီးသားကျမရှိရက်နဲ့တိရက်နဲ့ဝင်နေတော့ကျမတစ်ဖက်မင်းကတိတ်ခါကြမှာဆိုလို့ကျမမပြောတာဖုန်း record ရှိတယ်တရားလွန်နေနော်ရှင်းကျမမနေ့ကလည်းအဲ့ဒီလူကိုပြောလိုက်ပါတယ်ရှင်းပါတိုက်တယ်နေရှင်ကျမလူကိုယ်တိုင်လာရှင်းပြအောင်ဆိုကျမလာရှင်းမိမယ်ဒါပေမဲ့ကျမတိတ်ခါကိုထပ်မထိနဲ့ကျမကိုမဟုတ်တန်းတရားမရှင်းနဲ့ဘူးဒီရထွန်းရေးရတယ်ဟဲ့လားအောက်တန်းစားလေးအဲ့ကောင် ထားမပြောနဲ့ အောက်တန်းစား ထားနော်ကျမဒီမှာကျမမနက်ကမှပြောထားအကုန်လုံးလည်းပြောတယ်ဒီမှာ2 day 12:29ဘယ်သူနဲ့ပြောတယ်ကျမအကုန် record ယူထားတာကျမမျက်မနေ့ကသူ့ဖုန်းဆက်တာတော့ကျမမျက်နာနဲ့ရောသူ့တန်ကျမ record ယူထားတယ်မိမကျမမှာ record မရှိပဲကျမမပြင်းဘူးကျမမှာ record မရှိပဲကျမမလုပ်ဘူးသူလည်းဖမ်းထားမှာပဲသူ့ record ကျမကိုခြေပါလက်ပါလှုပ်ခဲ့တယ်ကျမခြေလက်တွေမှာဒဏ်ရာရခဲ့တယ်ကျမကလပ်မှာသူပြန်မလာသေးလို့ကျမစိတ်အရန်ပူလို့စိတ်ဟောက်ကြီးမှာကျမလိုက်ဆောင်တာဘာဖြစ်လို့လဲသူ့ကိုချိန်ချောက်တဲ့လူတွေလည်းများတယ်အဲ့ဒီကာလမှာနော်ကျမသွားကြည့်အချိန်မှာကောင်မနဲ့ရှင်စိတ်ဟောက်တွေကထွက်လာပြီးတော့ကျမကိုတွေ့တော့အကောင်မကိုလိုက်ပြန်မပို့နေတော့ပေါ့စမ်းချောင်းထိအကောင်မကိုခေါင်းထဲတင်ပြီးလိုက်ပြီးဒီကောင်မကလည်းခန့်နေလိုက်ပြန်ပို့တော့ကျမနောက်ကနေမှတ်ရကြိုက်ကဆန်စူပါ1ရှိမှာကျမနင်ကောက်ရက်လိုက်တော့သူ့အကောင်မလေးကိုပြန်ပို့ပြီးမှကျမရမ်းရှာတာသူများမင်းကလေးပါကျမမလုပ်ဘူးနင်ကားရက်လိုက်တော့ဆိုမှကျမပြေးပြီးစောက်တွန်းပြတာပြီးတော့ကျမဒီနှစ်ထင်းနေပြီလောက်တာကျမမှာအကုန်အမှတ်တမ်းရှိရနော်မလိန်နဲ့ရှင့်အမေပါလာတောင်းပန်ထားတာကျမအမေကိုခုကရှင့်ကငြိမ်နေတဲ့မိန်းကလေးကိုလာဆွအောင်လို့ရှင့်ပေါင်းနေမှာကျမကိုလာဆွရှင့်ကကျမမနေ့ကလည်းပြောပြီးသားရှင့်ကိုသိအောင်တတ်မှာရှင့်အပေါင်းသင်းမယ်လို့ဘယ်သူမှမဟုတ်ဘူးလို့ကျမမနေ့ကကျမအမေရောရှင့်ကိုပြောလိုက်တယ်တာသတိထားနော်တာပေးနာပေါင်းနေတာပေါ်ကောင်းတဲ့လူတွေမဟုတ်တာကိုတတ်မဲ့လူတွေကြီးပဲဆိုတာအခုရှင့်ကိုထပ်တတ်တာပဲသိလိုက်
ပေလိုက်နော်ပြီးရင်ရှင့်ကို post တင်မိတဲ့ဟာတွေ calculator ယူပြီးတော့ date တွေလာတယ်ပြန်တွက်ခိုင်းလိုက်တစ်ဖက်မိန်းကလေးကိုမစော်ငားချင်လို့ဆိုတာယူပြီးနေပြီးအချိန်မှာကျမမတော့မပြောချင်ဘူးမစော်ငားချင်လို့ကျမအစားဆုံးသိထားပြီးသားအဲ့ကြောင့်ကျမအမြင်ပြောငါစင်မောကလူငါစင်ရောက်ကလူမဟုတ်ဘူးစကားကျမအမြင်ပြောထားတာနာမလုံနဲ့ရှင်တို့ကတရက်လွန်ရေးတာဟေးကြိုက်တဲ့နေရာကြိုက်တာလောက်လိုက်ခုနစရဲမှာရေးထားတယ်လို့ပဲကြိုက်တာလောက်စမ်းငါရဲ့လုံကြုံရေးနဲ့ပတ်သက်ပြီးတခုခုထိတ်လာဖြစ်လာနင်တို့ပဲလောက်ကြည့်လိုက်လေလောက်ကြည့်လိုက်ငါတို့သားမီးမြောက်တယ်လေနင်တော့အုပ်လိုက်ကြီးလေတတိရှိလှုပ်လိုက်လေမင်းမဲ့တိုင်းဒီမှာမဟုတ်တာနင်တို့မိန်းကလေးတယောက်ဝိုင်းပြီးတော့ထိုးနေတာမရှက်ဘူးလားအဲ့ဒီကောင်ငါညို့နာမည်ထက်တယ်ပြောထားဘလောက်ညာဘူးကြလဲလို့ငါပြောတယ်ထားမိမပါနဲ့တပိကိစ္စသမီးရှင်းမယ်မိမပါနဲ့နော်ငါမိန်းကလေးတယောက်တည်းငါအမေရှိတယ်ငါအဖေမရှိတော့ဘူးငါခက်ရငါရှုံးရတာငါအသက်16-19ငါအဖေဆုံးတာဒီအိမ်တော်ကြီးတစ်ခုလုံးငါပဲဦးစီးလာငါမှပင်မစီးရပူစာအများကြီးရှိတယ်နော်နင်တို့ထိုးနေတော့မရဘူးနင်တို့ကကာဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဘူးဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုတော့နင်တို့ငါ့ကိုပြောချင်တိုင်းပြောဆိုရင်လည်းဆိုလို့ရှိတယ်လို့မရဘူးနင်တို့အောက်လိုက်ဝိုင်းလုံနေတာအခုအောက်တန်းစားရီနင်တို့အောက်လိုက်ဝိုင်းလုံနေတာနင်တို့မိဘတွေတို့ပြန်မေးကြည့်လိုက်နင်တို့မိဘတွေအရက်သမားလက်သမားတွေအမေမပါနဲ့လို့သမီးကိစ္စသမီးရှိမယ်အမေစိတ်တူတာတည်အမေမပါနဲ့ကိုသားသမီးကိုတရားလို့ဘယ်မိဘတွေလက်ပတ်ကြည့်တာနင်တို့အခုယောက်ျားကြီးတက်မယ်ထက်တင်တယ်ငါ့ကိုကာဝယ်မဲ့လူငါကူငါပဲရှိတာနော်ဒါပေမဲ့ငါအပေါင်းအသင်းတွေရှိတယ်ငါ့ကိုနောက်မှထိနေတယ်ငါအပေါင်းအသင်းတွေရှိတယ်ဒီမဆိုင်တို့ထိရင်ထိလို့ရတယ်ထိလိုက်ထိပြီးငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုရှင်းအောင်တော့မထားခဲ့နဲ့ရမလားလောက်ကြည့်လိုက်လေမဟုတ်ဘူးအမေခဏလေးနေနေတော့ခဏခေါ်လိုက်တော့အမေမရငါအမေပါတခုဖြစ်ရင်နင်တို့ကုန်တွေ့မှာနော်ဝင်ထဲဝင်မေထဲဝင်တော့ဝင်လို့မဝင်ခိုင်းတော့ဝင်ဒီမှာကြောဘာနာမှာကျမတခုခုဖြစ်ရင်သူတို့ရဲ့စာထဲမှာဟိုချိန်6စာပါထားပြီးသားနော်ကျမကိုမနေ့ကတောင်းဝင်တယ်အမေကိုတောင်းဝင်တယ်ကျမကြေးပေးထားပြီးသားကျမကိုထွက်လာမလို့နဲ့ခုချိန်မှာကျမကအကုန်လုံးကိုပတ်ရမ်းမှာတော့ရမ်းလို့ရရင်ကျမမှာတက်တေထောက်ထားချက်လက်ကုန်ရှိတယ်တော်ရုံမမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလုပ်တာရှင်တို့ကမညီမမရှိဘူးလားအဲ့လို post တစ်ခုတင်လိုက်လို့မရှိဘူးလားအခု post တင်နေအကိုဒီမှာနာမည်မပြောချင်လို့အဲ့ post ရေးလိုက်တော့အောင်တော့မရှိဘူးပုံမှန်တော့ကျမအဲ့ဟာယူပြေးလေအောင်ဖြေကျမတနေ့ကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာယူကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်တို့လုံးလိုက်တဲ့ဟာကြီးကတော်ဆူကျမတခုပဲမနေ့ကလည်းမှားလိုက်တယ်ကျမကိုထပ်မထိခိုက်နဲ့ကျမမခံဘူးကျမ4နှစ်တာကာလမှာရှင်တို့မသိခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနော်ခံခဲ့ပြီးလူကို
ကျမမမေရကျမဖေကကျမဘာမြင်ဖူးအဲ့လိုကျမဘာရဖူးလေနောက်ဆုံးသူဘာပြောတယ်လဲငါညီမအငယ်လေးတော့ငါဘာမြင်ခဲ့ဘူးအဲ့လိုလူမျိုးကျွန်တော်ရင်တရားလို့လေကဲတိုက်ပါဟုတ်ပြီတိုက်ကျမကဘာမှမဖြစ်ဘူးတိုက်ရှင်တို့ကတော့တစ်ဖက်အိမ်အောင်ရေးကိုဖြစ်မှာဆိုလို့ကျမလည်းဖြစ်မှာဆိုပါတယ်ဒါပေမဲ့ကျမကိုမထိနဲ့မခုရေးရတဲ့ဟာတွေဒီမသိဘူးနော်ကျမနီးနေရပြထားရဆိုအဲ့အကိုရဲ့နာမည်ကြီးလည်းပါအတိုင်းလည်းပါကျမလည်းအဲ့ကိုရဲ့နာမည်ခေါ်ပြီးပြောရတဲ့အတွက်ကြောင့်မလို့ပြောလိုက်ရင်အဲ့မင်းကလေးလည်းတိတ်ခါကြမှာကျမ record ရှိလို့ရှင်တို့မိုက်နေရ record မရှိကျမမိုက်ဘူးကျမအယူမှမဟုတ်ဘူးသိလားကျမအယူမှမဟုတ်လေအဲ့လိုဂျယ်လေကိုကျမ၄နှစ်လောက်တွဲလာတာဘာလို့တွဲရလဲလို့မေးတယ်ဟုတ်ပါတယ်ရီရလို့ကျမလေရီရလို့အခုမှပဲကျမကိုမနိုးမုန်းထားသိရမလားရန်သူတွေတအားများကျမမှသိလိုက်ရတယ်အေးပေါ့ဆောက်ရမ်းတော့ရီရတယ်ရှက်လည်းမရှက်ကြဘူးဟမ်ဘယ်လူဘယ်မိန်းမကရှင်တို့လူရဲ့အနွန်နာကိုခံရလို့လဲဟမ်ရှင်တို့သိဆုံးလေကဲဟုတ်ပါပြီခုယူတယ်အမနဲ့ရှင်တို့ပြောလို့ပဲ6လနဲ့ကြိုက်ပြီးတော့ဒရယူတယ်ဒရလို့ဖြစ်တယ်သူတော့ကျမတို့တန်ခမ်းမထင်နေလို့လားအခုအဲ့ဒီလူဘာဖြစ်နေတယ်အဲ့ဒီလူဘလို့ဘာဖြစ်နေတယ်ဘလို့ပြဿနာရှိတယ်ဘလို့ခက်ခဲရှိတယ်အဲ့အမတော့သိချင်မှကျမသိတယ်ကျမသိတယ်သိလားအဲ့ဒါကြောင့်ကျမပြောနေတဲ့စကားရှင်တို့သိရထင်နေရဆိုတဲ့အကြောင်းအရာတွေကျမတို့နှစ်ယောက်ကျမတို့သိနေတဲ့ connection တွေအများကြီးရှိတယ်နည်းနည်းပါးပါးလဲ calculator လေးပါလေးကင်တာနော်ကိုကာဗာလုပ်မယ်6ဘက်ကာဗာလုပ်မယ်ဆိုလဲသူများကိုထိုးချမယ်ဆိုလဲဒိတ်လေးတော့မှန်အောင်အတွက်လာလေးတော့မှန်အောင်အတွက်ဒါကျမတရလုံးမပြောတာကျမနဲ့ခင်မင်ငယ်နဲ့မျက်နှာရှိလို့ကျမတရလုံးမပြောတာခုနကဟိုကောင်မတော့ဆိုကျမတို့စောက်ကြည့်ကိုမဆိုင်လို့ကျမထည့်ပြောတာကျမခင်မင်ငယ်နဲ့မျက်နှာရှိလို့ကျမအခုဘာမှမပြောပဲကျမပါဇက်ပိတ်ပြီးတော့ဟုတ်လားရှင်းဝဲကျမ fax နဲ့ပဲပြန်ရှင်းသွားတာဂျားသုံးညမပါနဲ့ဆိုတဲ့စကားဒီအသက်အရွယ်ရောက်နေမကြဘူးလားကျမမိတ်ပြက်လည်းကြီးမဆိုင်ဘူးနော်ကျမအဲ့ဒီအတိုင်းဝိုင်းပြင်မှာထွက်နေတဲ့မိန်းမရှင်းလားကျမဘယ်သူမှမကြောက်ဘူးကျမမှဘယ်သူမှမကြောက်ဘူးအဲ့ကျမပြငယ်လေးတင်ထားပြီးပါကျမတူရီတော့တမီငယ်လေးတဲ့ကျမပြမှန်ရင်မခံခဲ့နဲ့ရအောင်ပြန်ချအဲ့ကျမပြငယ်လေးတင်ပြီးထားရှက်တဲ့ဒီ live ကိုကြည့်ရင်ရှက်တဲ့ကာယကံရှင်နဲ့ရှက်ကာယကံရှင်ဝင်မနေတယ်ကျမပြောတာအပြစ်မပြုံးနော်မလို့ရတယ်ကျမကိုမထိခိုက်တဲ့နီးနဲ့မရှင်းနော်ကျမကိုမထိခိုက်တဲ့နီးနဲ့မကျမကိုမထိခိုက်တဲ့နီးနဲ့ရှင်းတကယ်ဆိုအဲ့လိုကြီးကြတော့မသိရင်ကိုကပဲလိန်နေတယ်လို့ညာနေတယ်လို့နဲ့ကျမပဲတန်ရှင်ရှာခြင်းတယ်လို့နဲ့အတန်ရှင်ရှားတာမကြိုက်လို့တော့ဘယ်မှမနေဘူးဓာတ်ပုံတော့တက်ရိုက်မနေဘူးကျမ private live လေးမှာပြောတဲ့လူ
ချပြလိုက်တကယ်ပိုရှုံမှာတကယ်ပိုရှုံမှာနော်ငါချပြလိုက်တကယ်ပိုရှုံမှာငါ့ကိုထက်လာမစွာနဲ့တစ်ဖက်မင်းကလေးကိုငါအခုထိကာပေးနေရဆိုတာငါစောက်ကြည့်ရင်ငါချလို့ရတယ်ငါတိပြီးသားဘယ်ချိန်ဘယ်ကာလမှာဖြစ်တယ်ဆိုတော့ငါတိပြီးသားငါတစ်ဖက်မင်းကလေးကိုကာနေတာငါမကရင်ထိုးချလို့ရတယ်သိလားငါကာနေရဒီမင်းကလေးကိုငါကာပေးနေရဒီကောင်မလေးကဒီမျိုးသမီးကသူ့အကြောင်းသိချင်မှလည်းသိမယ်မသိရလည်းဖြစ်နေဖြစ်မယ်တီကောင်းတီနဲ့လှုပ်လိုက်တာလည်းဖြစ်မယ်ကျမ decision လွယ်လွယ်မချဘူး decision လွယ်လွယ်မချဘူးဒါပေမဲ့ပြီးသားကိစ္စတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျမဒီမင်းကလေးရဲ့အရာကိုကျမထပ်ပြီးမပြောချင်ဘူးကျမတက်တည်ထောက်တာရှိတယ်တို့ဘာတို့ကြိုက်တာနဲ့ကြိုက်လို့လင်းလီးစေကြိုက်တာနဲ့ကြိုက်လို့လို့ဟုတ်လားကျမဒီမင်းကလေးကိုကျမကိုကာပေးနေတာမြတ်တာပြအောင်မလုပ်နဲ့မနေ့ကလည်းကျမဒီလူကိုကာခဲ့ပြီးသားနောက်ဆုံးကျမကို post တင်ခိုင်းတာတော့အကိုရဲ့အကိုလည်းအုံနောက်ပါစဉ်းစားပါကျမကိုညမနေ့က7နာရီထိ10နာရီ7နာရီကျမကိုဖုန်းဆက်နေတာအကိုအုံနောက်ပါစဉ်းစားပါကျမဒီလိုတင်ကျမကလိမ့်ငယ်ညာတယ်ဖြစ်မှာပေါ့ကျမလိမ့်ငယ်ညာတယ်ဖြစ်မှာပေါ့လို့ဒါပေမဲ့ social media ဘောတော့ကျမဘာမှထပ်မတင်ဘူးနော်ငိမ့်နေရေပြင်လေးငိမ့်ပါစေကျမခဲနဲ့ထပ်မပေါက်တော့ဘူးဒါပေမဲ့အခုရဲ့ပြင်မ live မှာကျမဘာရှင်းမရမလဲနောက်ဆုံးကွယ်အခုဒီခုနကျမကိုဖုန်းခေါ်ရဆို record တာကျမဖြတ်ပြီးတော့ခေါ်ထားတဲ့ record ခါတွေအကုန်လုံးကျမဖြတ်ပြီးတော့ဟုတ်ပါတယ်ကျမ private လိုက်မှာမဟုတ်ဘူးဒီလိုပဲကျမရှင်းပေးအောင်မလို့ကောင်းမလွန်နေအလောက်ကြလို့အဲ့စာရအောက်မှာပါတယ်လို့မျိုးပဲတက်တာလို့စမ်းရအောင်လို့ကျမပြောရစကားအလုံးကျမလုပ်တဲ့ဟာအကုန်လုံးကျမအနောက်သားကင်းနဲ့ကျမလုပ်တာလို့ကျမလုံယုံကြီးကိုထိမှာလားကျမဘာခုနဲ့ဆင်မှာလဲဘာတစ်ခုလုပ်မှာလဲအဲ့လိုလေကျမချိန်ရောက်ထားဘူးတယ်နော်လို့စမ်းဒါပေမဲ့လုံရင်တဆုံးလုပ်ခဲ့ဆုံးလုပ်ခဲ့ကျမတေးအောင်လုပ်ခဲ့အသက်မရှင်းစေနဲ့ကျမအသက်ရှင်နေတော့သေဖို့တာပြန်တာသေဖို့ပြန်ထားနော်လုံမှာကျမရန်သူမဖြစ်ချင်လို့ကျမအေးဆေးနေနေရအေးဆေးနေခဲ့ပြီလားကျမကိုသွေးဝိုက်တဲ့နီးနဲ့ရေးလို့ရတင်လို့ရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နေတော့ကျမလာမလုံးနဲ့စောက်ယူမှမဟုတ်ဘူးနော်ဒီအလုတ်မှထမင်းစားမယ်မိန်းမမပါဘူးသိလားခုနက live မှာကျမပြောထားခဲ့ပြီးသားဒီဟာနဲ့ပတ်သက်ကျမမပြောတော့ဘူးတော်ပြီထားလိုက်တော့အဲ့လိုငြိမ်နေတဲ့မိန်းမကိုမှထပ်ပြီးတော့ post တင်ပြီးတော့စွာလေဘယ်သူကဖြစ်မှာအစ်စေဟာတနာမိုးနဲ့မှာပလင်မော်တက်ထိုင်ပြီးဒီမှာပလင်ရေပလင်မော်တက်ထိုင်ပြီးတော့ဒီမှာဟဲ့ရှက်ခတ်နေလို့ရတယ်ငါဆောင်မမလုပ်ထားဘူးငါကြီးခံခဲ့ရတာဒီဆောက်ယူမကြီးခံခဲ့ရတာသိလားဒီဆောက်တုံးမကြီးခံခဲ့ရတာမိမချင်းကိုချင်းစာလို့ငါဘာမှမပြောနေတာငါဘာမှမရေးနေတာမကာနဲ့ငါ့ကိုလည်းမကာပေးနဲ့ဘာမှမဖြစ်ဘူးဒါပေမဲ့ငါ့ကိုထိကြိုက်ပြီးတော့မရေးနဲ့မပြောနဲ့ကိုယ်စကားကိုပဲ post မှာအနှောင်သွားလွတ်လားမလွတ်လားပြန်ကြည့်ပြီးပြန်ပြောတေချာခေါင်းကြီးဆိုင်ရကျမတခေါင်းနဲ့ပြီးရင်ကျမအမေအုံနောက်တခေါင်းကျမတို့ကသားမိ2ယောက်လေးရဲ့ခေါင်းရှင်တို့မှာအပေါင်းမာကြီးနဲ့ခေါင်းရှင်တို့ခေါင်းတွေကုံတုံးရှင်တို့အုံနောက်တွေကိုသိရမလားဟို short ရိုက်ဆရာရှိနေ battery လေးပါလေးဝယ်ပြီးခက်နဲ့ short ရိုက်ပြီးတော့ရှင်တို့အုံနောက်တွေတုံးနော်
ခွန်ကြောင်မဲ့နေမှာမပြောစော်ကြောင်မဲ့နေမှာမသုံးနဲ့သိလားဒါဒီမှာမသုံးနဲ့အုံနောက်ကိုသုံးနော်သိလားပလင်းတူဘူးဆိုမလုံနဲ့ကျမမကြောက်တတ်ဘူးနော်မကြောက်တတ်ဘူးအသေးပြန်ကြိုက်မှာကြိုက်ကြည့်ကြောက်သွေးပန်ပါတဲ့နေရာဖောက်ထုတ်မှာငိမ့်ဟန်နေရအကောက်အောက်မင်းတယ်တယောက်ပြီးတယောက်ကြောက်အဲ့စကားကိုရှင်းနေအောင်ပြောတာရတယ်တယောက်တော့တတ်ခဲ့ငါမရှင်းသေးနဲ့ငါရှင်းနေတဲ့အကုန်လုံးငါကြိုက်မှာငါခွေးလို့မဲမှာငါခံခဲ့ရတာနော်ကိုကကိုပြတ်တိုင်မြင်လိုက်ပြီး post ပြန်တင်လိုက်ကြဒါပဲ